ကျတို့အခုတော့ကျတို့ဒီသင်ခန်းစာမှာဆိုရင် grade 7အခန်း1ကိန်းပြည့်များရဲ့သင်ခန်းစာတွေကရေက short note လေးတွေကိုအဓိကထားပြီးတော့ဒီဗီဒီယိုလေးမှာပြပြသွားမှာဖြစ်ပါတယ်။အဲ့တော့အရင်ဆုံးကျတို့ကသင်ခန်းစာနာမည်ကကိန်းပြည့်များလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ကိန်းပြည့်တွေကိုဘာတွေခွဲထားတာလဲ။ကိန်းပြည့်တွေမှာဆိုရင်ကျတို့ဒီနေရာမှာဆိုရင်သဘာဝကိန်းနဲ့အပြည့်ကိန်းဆိုပြီးတော့နှစ်မျိုးရှိတယ်။အဲ့တော့သဘာဝကိန်းနဲ့အပြည့်ကိန်းမှာဆိုလို့ရှိရင်တော့ကျတို့သဘာဝကိန်းက0ကစတာလား1ကနေစတာလားအဲ့ဒါကိုပြန်စဉ်းစားရမယ်ပေါ့နော်ကျတို့ဒီသဘာဝလောကကြီးမှာဆိုအရာဝတ္ထုတွေလူတွေဒါတွေကိုကျတို့ကရေတွက်တော့မယ်ဆိုရင်ဒီပစ္စည်းလေးတစ်ခုဆိုရင်ဒါကို1ဒါကို2ဒါကို3စသဖြင့်ဒီလိုမျိုးလေးကျတို့ကရေတွက်ကြတယ် counting လုပ်ကြတယ်ဒါဆိုရင်ဆရာမတို့က0ကနေစမလား1ကနေစမလားဆိုရင်သဘာဝကိန်းကိုကျတို့ကအဲ့ဒီအချိန်ဒီမှာ1ကနေပဲစပြီးတော့ counting လုပ်ကြတယ်ရေးတွက်ကြတယ်အပြည့်ကိန်းကိုကြတော့ကျတို့ကစဉ်းစားကြတာပေါ့နော်တကယ်လို့ဒါကျတို့က1 2 3 4 5ဆိုပြီးတော့အစဉ်လိုက် counting လုပ်ဖို့အတွက်ဘာမှမရှိနေတဲ့အခြေအနေပေါ့အဲ့တော့ချင်းနှောင်းထဲကနေဘောလုံးတွေအားလုံးကိုယူထုတ်လိုက်တဲ့အခါမှာအဲ့ဒီချင်းနှောင်းထဲမှာဘာမှမရှိတော့တဲ့အခြေအနေဆိုရင်ဘာလို့ပြောကြမလဲโอเคဒါဆိုရင်ဒီနေရာလေးကိုတော့ကျတို့က0လို့သတ်မှတ်ကြမယ်တနည်းအားဖြင့်3ညလို့သတ်မှတ်ကြမယ်နော်ဒါကြောင့်ဆရာမတို့ကအပြည့်ကိန်းဒီဘယ်ကနေစသွားတာလဲဆိုရင်3ညကနေကျတို့ကစတနည်းအားဖြင့်0 1 2 3ဆိုပြီးတော့ဆက်သွားတာအဲ့တော့တမျိုးတောင်းလို့မှတ်ထားရမှာဒီသဘာဝကိန်းဒီ1 2 3 4 5အဲ့ဒီကနေပြီးတော့အနောက်မှာ and so တို့ number တွေကို count လုပ်မယ်အပြည့်ကိန်းကတော့ဆရာမတို့ကဘာမှမရှိတော့တဲ့အခြေအနေကိုသတ်မှတ်လို့ရတဲ့အခါမှာ0နဲ့သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်0ကနေစပြီးတော့အပြည့်ကိန်းတွေကိုစယူကြတယ်ပေါ့လေဒါဆိုရင်အခုဒီရှဲကအခုပြထားတဲ့မြင်းချောင်းကြီးဒီဘာလို့ခေါ်တာလဲဆိုရင်သူ့ကိုကိန်းမြင်းလို့ခေါ်တာဘာလို့ကိန်းမြင်းလို့ပြောလဲဆိုရင်ဟောဒီမြင်းနှန်းပေါ်မှာဒီချေတို့ကကိန်းတွေကိုချေတို့ကဖော်ပြအဲ့လိုကိန်းမြင်းတွေကိုဖော်ပြတဲ့အခါမှာဆရာမတို့က0ကနေစဒီရှယ်ကနမူနာပြောရမယ်ဆိုရင်ဒီရှယ်တို့ကဒီဘက်ကိုတော့ရှယ်က left side နဲ့ဒါကိုတော့ right side လို့ပြောလို့ရတယ် left side ဒီတနည်းအားဖြင့်ဆရာမတို့ကလက်ဝဲနဲ့ right side ကကြတော့တနည်းအားဖြင့်လက်ရာလို့ပြောလို့ရတယ်ဒါဆိုရင်0ရဲ့ right side မှာဆိုလို့ရှိရင်ဒီရှယ်တို့ကဘာတွေရှိမလဲပေါ့ positive number တွေအမြဲတမ်းရှိတနည်းအားဖြင့်အပေါင်းကိန်းပြည့်သူ့ကိုဒီရှယ်တို့က positive number ဖြစ်တဲ့ကြောင့်1တို့2တို့3တို့4တို့5တို့ ਨੇ အနောက်မှာမြားလေးပြထားတာဖြစ်တဲ့ကြောင့်ကျတို့အနောက်မှာ number တွေအများကြီးဆက်သွားခြင်းသွားလို့ရသည်အဲ့တော့ right side ဘက်မှာရှိတဲ့လက်ရာဘက်မှာရှိတဲ့0ရဲ့လက်ရာဘက်မှာရှိတဲ့ gain တွေအားလုံးဒီ0ထက်တဖြည်းဖြည်းနဲ့များလာတယ်သူ့ကိုတော့ဒီကျတို့ကအပေါင်း gain ပြည့်တွေလို့ခေါ်တယ်ဒါဆိုရင်0ရဲ့လက်ဝဲဘက်မှာရှိတဲ့ left side မှာရှိတဲ့ number တွေဒီဘာတွေနဲ့ပြမလဲဆိုသူ့ကို negative number လို့ပြောတယ်တနည်းအားဖြင့်အနှုတ်လက္ခဏာတွေနဲ့ပြမယ်-1 -2 -3 and then -4 ဆိုပြီးတော့ and so on number တွေကိုမြားလေးနဲ့ဆက်ပြသွားလို့ရတယ်ဒါကြောင့်ဆရာမတို့က0ရဲ့လက်ဝဲဘက် left side မှာဘာတွေရှိလဲဆိုရင် negative လို့ပြောတဲ့အနှုတ်တွေရှိတယ်အဲ့တော့ဆရာမတို့ဒါကြီးကိုဘာလို့ခေါ်ရလဲဆိုရင်ကိန်းမြင်းလို့ကျတို့ကသတ်မှတ်လို့ရတယ်ဒါဆိုရင်ကိန်းမြင့်မှာဆရာမဥပမာနမူနာပြောပြမယ်4ကနေပြီးတော့ဒီဆရာမတို့ဒီ left side ဘက်ကိုသွားမယ်ဆိုရင်တန်မိုးတွေကတဖြည်းဖြည်းနဲ့သူ့ရဲ့ value တွေက reduce ဖြစ်သွားတယ်ဖြည်းဖြည်းနဲ့ရောသွားမှာအဲ့တော့ဒီမှာဆိုရင်ဆရာမတို့4 3 2 1 0 -1 -2 -3 -4တနည်းအားဖြင့်အနှုတ်-1 -2 -3 -4တွေဖြစ်သွားတယ်ဆိုတာတန်မိုးတွေသူတို့ရဲ့ value တွေကတဖြည်းဖြည်းနဲ့ decrease ဖြစ်သွားတာတဖြည်းဖြည်းနည်းသွားတာအဲ့တော့ left side ကနေ right side ကိုတဖြည်းဖြည်းနဲ့သွားမယ်ကိန်းဂဏန်းဒီ number တွေဒီတဖြည်းဖြည်းနဲ့ဘာဖြစ်လာမှာလဲဆိုရင်များမှာ increase ဖြစ်လာတယ်လို့ကျွန်တော်ကပြောလို့ရတယ်ဒီမှာဒါကြောင့်ဆရာမတို့ဒီတဖြည်းဖြည်းနေတာနဲ့တဖြည်းဖြည်းများသွားတယ်လို့ကျွန်တော်ကသတ်မှတ်လို့ရတယ်ဒါကိုဖော်ပြတဲ့ဒီမြင်းတန်းယူတော့ကိန်းမြင်းလို့ကျွန်တော်ကပြောတယ်အဲ့တော့ဒါက0ရဲ့ right side မှာရှိရင်အပေါင်းကိန်းပြည့်တွေဖြစ်ပြီးတော့0ရဲ့ left side မှာဖြစ်တယ်ဆိုရင်တော့ negative integer တွေဖြစ်တယ်ပေါ့နော်အနှုတ်ကိန်းပြည့်အဲ့တော့ဒါဆိုရင်ဆရာမတို့ကကိန်းပြည့်များဆိုတဲ့ integer တွေကိုဒီကျတို့ကဒီကိန်းမြင့်ပေါ်မှာဘယ်လိုဖော်ပြကြအောင်မလဲအဲ့တော့ဟိုဒီမှာကျတို့0ပေးထားတယ်0ရဲ့ left hand side မှာရှိတဲ့ left side မှာရှိတဲ့ negative integer တွေကိုကျတော့ကျတို့ကအနှုတ်ကိန်းပြည့်များလို့ခေါ်ပြီးတော့သူ့ကိုတနည်းအားဖြင့် negative integer လို့ပြောတယ်သူဒီ0ထက်ငယ်တဲ့ကိန်းတွေဖြစ်တယ်ဒါဆိုရင်0ရဲ့ဒီ right side မှာရှိတဲ့ number တွေအားလုံးကိုဘာဖြစ်သွားမလဲဆိုရင်အပေါင်းကိန်းပြည့်တွေဖြစ်သွားတယ်သူ့ကိုတော့ positive integer လို့ခေါ်တယ်သူဒီ0ထက်ကြီးတဲ့ကိန်းတွေဖြစ်တယ်
ဒါဆိုရင် -1 ကနေလာမဲ့ကိန်းတွေအားလုံးဒီအနှုတ်ကိန်းပြည့်တွေဆိုရင်ကျတို့ဒီဘက်ကလည်းပေါင်းကိန်းပြည့်တွေဆိုရင်ဒီ0ကြောင့်ကျတို့ဘာလို့သတ်မှတ်ကြမလဲရှယ်တို့0ကြတော့ဘာလို့သတ်မှတ်လို့ရ0မှာ negative ကလည်းမရှိနေဘူး positive လို့လည်းပြလို့ရမနေဒါကြောင့်ဆရာမတို့0လို့ပြောတဲ့အခါမှာအဲ့ဒီ0ဆိုတဲ့ number တွေကအပေါင်းကိန်းကိုအနှုတ်ကိန်းကိုတစ်ခုမှမဟုတ်ဘူးလို့ပြောလို့ရတယ်ပြောရမယ်ဆိုရင် negative integer လည်းမဟုတ်တယ်လို့ positive integer လည်းမဟုတ်ဘူးအပေါင်းကိန်းပြည့်လည်းမဟုတ်ဘူးအနှုတ်ကိန်းပြည့်လည်းမဟုတ်ဘူး0ဒီ0တစ်ခုလည်းလို့ပြောလို့ရတယ်အဲ့တော့ဆရာမတို့သိထားမှာဒီမှာဆိုရင်အပိုင်းကိန်းတစ်ခုမှာအပိုင်းကိန်း fraction decimal ဖြစ်တဲ့ဒသမကိန်းတို့ကကိန်းပြည့်တွေဖြစ်ပြီးတော့ integer တွေsorry ကိန်းပြည့်များဖြစ်တဲ့ integer တွေမှာမပါဝင်ဘူးလို့ကျွန်တော်ကပြောလို့ရတယ်ဒီကိန်းမြင်းနိုင်မှာဒီကိန်းမြင်းမှာကျွန်တော်ကဘာတွေပဲပါလဲဆိုရင်တော့အပေါင်းကိန်းပြည့်တွေအနှုတ်ကိန်းပြည့်တွေပဲပါတာဖြစ်ပြီးတော့သူ့မှာ fraction တွေ decimal တွေတော့မပါဝင်ရဘူးဆိုတာကိုတို့သားတို့က note အနေနဲ့သိထားအောင်ဒါကြောင့်ဆရာမတို့ကကိန်းပြည့်များလို့ပြောတဲ့အခါမှာဒီမှာ0တို့တနည်းအားဖြင့်အနှုတ်ကိန်းဆိုတဲ့ negative integer တွေအပေါင်းကိန်းတွေဖြစ်တဲ့ positive integer တွေအားလုံးပါဝင်တဲ့ကိန်းတွေကိုတော့ဆရာမတို့ကကိန်းပြည့်များဖြစ်တဲ့ integer လို့ခေါ်တယ်ပေါ့ဟုတ်ပြီနော်ဒါလေးကိုဆရာမတို့က integer လေးရဲ့အကြောင်းအဓိကကိန်းပြည့်များအကြောင်းအဓိကရှင်းသွားတာဖြစ်တယ်ဒီကိန်းပြည့်ဆိုရယ်ကိန်းမြင်းတန်းကြီးကိုနားလည်မှဒါနောက်ကပု္ပ္ပစာတွေကိုဆက်သွားနိုင်မှာပေါ့လေနော်အဲ့တော့ဒီရှယ်တို့ကနောက်တစ်ခုကရှယ်တို့လက်တွေ့ဘဝမှာ real life မှာရှယ်တို့ကဒီ game ကြီးတွေဘာကြောင့်သင်နေရတာလဲဘာလို့သင်နေရလဲဆိုဆရာမတို့ဘန်နာရေးလုပ်ငန်းဆိုင်ရာလွှဲပြောင်းမှုတွေအကြောင်းပေါ့နော်ရှယ်တို့ဒီဘန်နာရေးလုပ်ငန်းဆိုင်ရာလွှဲပြောင်းမှုတွေမှာသူတို့ရဲ့ data တွေမှာသူတို့ရဲ့တစ်နှစ်စာတွေပဲဖြစ်တစ်လစာတွေမှာဖြစ်ဒီဟာတွေဒီ data တွေကတဖြည်းဖြည်းနဲ့သူတို့ရဲ့ဝင်ငွေတွေဒါမှမဟုတ်ဘဲနဲ့ဆရာမတို့ကစည်ရင်းအင်းနေမှာဆိုရင်တိုးတက်မှုရှိလာတာလားဒါမှမဟုတ်ရော့ကျသွားတာလားဆိုတော့ဒီကိန်းမြင့်နေရာလေးဖော်ပြလို့ရတယ်နောက်တစ်ခု engineer ဆိုင်ရာတွက်ချက်မှုတွေပေါ့နော်ဒီလိုတွက်ချက်မှုတွေမှာဆိုရင်လည်း positive negative ကျတို့ကဒီလို necklace တွေနဲ့ game ပြည်တွေနဲ့သုံးပြရတယ်ပြီးရင်ပစ္စည်းစည်းရင်းထိန်းချုပ်မှုတွေမှာဒါ supermarket တွေတွားရင်သူကျတို့ကသိနေရပါလိမ့်နော်စည်ရင်းအင်းတွေကိုဘယ်လိုမျိုးတွေထိန်းချုပ်ရမယ်ဆိုတဲ့အပိုင်းလေးဆရာမအသေးစိတ်တော့မပြောတော့ဘူးနောက်တစ်ခုကတည်ယူပို့ဆောင်ရေးအကွာအဝေးတိုင်းတာမှုတွေပေါ့နော်အဲ့လိုအတိုင်းတာတွေမှာလည်းအသုံးပြုလို့ရတယ်လို့မျိုးအားကစားရမှတ်တွေအဆင့်သက်မှတ်ချက်တွေမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးဆရာမတို့ကိန်းပြည်တွေကိုအသုံးပြုကြတယ်ပြီးရင်အပူချိန်တိုင်းတာတဲ့အခါမှာနောက်တစ်ခုကပင်လယ်ရေမျက်နှာပြင်အထက်ဘယ်လောက်ရှိပါတယ်ပင်လယ်ရေမျက်နှာပြင်ရဲ့အောက်မှာဘယ်လောက်ရှိပါတယ်ဆိုတော့ဒီနေရာတွေကိုဖော်ပြတဲ့အခါမှာလည်းဆရာမတို့ကဒီ integer တွေကိုရှင်တို့ကအသုံးပြုကြတယ်ပေါ့လीနော်ဒါကြောင့်ဆရာမတို့ရဲ့လက်တွေ့ဘဝမှာအသုံးပြုနေတဲ့အရာတွေကိုအခုချိန်တွေကဆရာမတို့ကသင်ကြားနေရတာဖြစ်တယ်အဲ့တော့နောက်တစ်ခုကကြတော့ဆရာမတို့ခုနကိန်းပြည့်တွေနဲ့ကိန်းပြည့်နေအကြောင်းသဘာဝကိန်းတွေပြည့်ကိန်းတွေအကြောင်းသိသွားပြီဆိုရင်ဒီကျတို့ဒီမှာဆို absolute value ဆိုတဲ့ကျတို့ပကတိတန်ဖိုးတွေကိုသိဖို့လိုတယ်အဲ့တော့ပကတိတန်ဖိုးလို့ပြောတဲ့အခါမှာသူ့ရဲ့ပကတိတန်ဖိုးကိုပြတဲ့အခါမှာဆရာမတို့သူ့ရဲ့သင်္ကေတလေးကိုဒီလိုပုံစံလေးနဲ့ပြတယ်တနည်းအားဖြင့်ဒီလိုဒုတ်ချောင်းနဲ့ချောင်းလေးနဲ့ပြတာပေါ့လीနော်အဲ့တော့ဒီနေရာမှာဆရာမတို့က modulus ကတနည်းအားဖြင့်သူ့ကိုဘာလို့ခေါ်လို့ရလဲဆိုရင်သူ့ကို modulus လို့ခေါ်တယ်အဲ့တော့ဒီနေရာမှာတနည်းအားဖြင့် absolute value လို့လည်းပြောလို့ရတယ်အဲ့ဒါဆိုရင်ဥပမာဒါလေးကိုဘယ်လိုဖတ်မလဲဆိုရင် modulus of h လို့ဖတ်ရတယ်အဲ့တော့ modular of h လို့ပြောတဲ့အခါမှာ x ရတန်မိုးလေးကဘယ်ကိန်းမဆိုဖြစ်နိုင်တယ်အဲ့ဒီနေရာမှာ variable ပေါ့တနည်းအားဖြင့်မသိကိန်းပေါ့1လေးဖြစ်နိုင်တယ်2လေးဖြစ်နိုင်တယ်3လေးဖြစ်နိုင်တယ်-1 -4 -5စသဖြင့်ဒီလိုကိန်းတွေဘယ်ကိန်းမဆိုဖြစ်နိုင်တယ်လို့ပြောလို့ရတယ်ဒါကြောင့်ဆရာမတို့သူ့ကိုဒီနေရာမှာ modulus of x လား modulus of 1လား modulus of ဘလောက်ပါပေါ့ဒီလိုမျိုးတွေနဲ့တချို့တို့ကပြောပြလို့ရတယ်ဒါကြောင့်ဆရာမတို့ကသူ့ကိုပကတိတန်ဖိုးလို့ပြောရင် absolute value လို့ပြောတာဖြစ်ပြီးတော့သူ့ရဲ့သင်္ကေတကိုတော့တို့ချောင်းလေးနဲ့ချောင်းလေးပြရတယ်ဒီလိုမျိုးရေးထားတဲ့ကိန်းတွေဆိုရင်ဘယ်လိုဖတ်လဲဆိုရင်တော့ကျွန်တော်က modulus of h လို့ကျွန်တော်ကဖတ်တယ်ဒီနေရာမှာ h နေရာမှာကျွန်တော်ကကြိုက်တဲ့တန်ဖိုးပြောင်းနောက်က modulus of 1 modulus of 2ဒီလိုမျိုးတွေနဲ့ပြောင်းလဲပြီးတော့ဖတ်သွားလို့ရတယ်အဲ့တော့နောက်တစ်ခုကပဂရိတန်ဖိုးကိုကျွန်တော်ဆက်ကြည့်ရအောင်ပဂရိတန်ဖိုးလို့ပြောတဲ့အခါမှာဒီကျွန်တော်တနည်းအားဖြင့် number line လို့ခေါ်တဲ့ကိန်းကြီးပေါ့လေအဲ့ဒီကိန်းကြီးပေါ်မှာဘယ်လိုကြည့်ကြမလဲအဲ့တော့ modulus of 2ကဘာဖြစ်လို့2ဖြစ်တာလဲ
modular ဆိုတော့2သည်0ဆိုတဲ့အမှတ်ကနေပြီးတော့ -1 ဆိုတဲ့ကျတို့ဒီနေရာလေးကိုကျတို့သွားမယ်ပေါ့ဥပမာကျတို့ကဒီနေရာမှာ sorry ဒီချက်ကအပေါ်ကမြားလေးတစ်ကြောင်းကမပြီးသေးရဒီဟာကိုဆက်သွားမှာ modulus of 2ဆိုရင်ပဂရိတန်ဖိုးဆရာမတို့က0ကနေ2ရဲ့အကွာအဝေးသည်2ဖြစ်တာဒီကျတို့ကဘယ်လို2ဖြစ်တာလဲဆိုရင်1 2လို့ပြောတာဖြစ်ကြောင်းသူ့ရဲ့ modulus of 2သည် answer ကကျတို့က2ဖြစ်တာဒါဆိုရင်ကျတို့က modulus ဆိုတော့ -2 -2 ကိုကြည့်မယ်ဆိုလို့ရှိရင်လေတချို့က0ကနေပြီးတော့ဟောဒီမှာ -1 -2 ဆိုတော့ဒီနေရာလေးကိုသွားဒါကြောင့်ဆရာမတို့ရဲ့သူ့ရဲ့ distance အကွာအဝေးဒီ1 2ဆိုတဲ့အတွက်ကြောင့်သူဒီ2ပဲရတာဆရာမတို့ကြည့်ရမယ့်ဟာဒီ0ကနေသူရောက်သွားတဲ့ဒီ absolute value ကိုကျတို့ဘယ်လောက်ရောက်သွားလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျတို့ကဒီနေရာမှာ2လေးကိုယူကြည့်ရတာဖြစ်တယ်အဲ့တော့ဒီနေရာမှာဆရာမတို့ကြည့်လိုက်တဲ့အခါမှာရလာတဲ့ဟာလေးဒီဒီမှာ answer က positive နဲ့ပဲကျတို့ရလာမယ်ပေါ့နော်ဒါကြောင့်ဆရာမတို့ဒီ number line ပေါ်မှာတနည်းအားဖြင့်ကိန်းမြင့်ပေါ်မှာပေါ့နော်သူ့ရဲ့ပဂတိတန်ဖိုးကိုရှာခြင်းနဲ့ဆိုရင်ပဂတိတန်ဖိုးဆိုတာက3ညကနေပြီးတော့ဒီရှယ်တို့ကဟောဒီမှာ modulus ဆိုတော့2လို့ပြောတာဖြစ်တဲ့ကြောင့်ကိန်းတစ်ခုအထိကိုတိုင်းတာကြည့်တဲ့အခါမှာဂျားတွေကဖြစ်လာတဲ့အကွာအဝေးကိုယူတာဖြစ်တဲ့အတွက်ကြောင့်သူဒီ negative နဲ့ပြစရာမလို positive နဲ့ပဲကျတို့ပြပေးရတယ်ဒါကြောင့်ဆရာမတို့ကဒီနေရာမှာ modulus of -2 လို့ပြောနေတာမှာကျတို့ကသူ့ရဲ့အကွာအဝေးဒီဘယ်လောက်ပဲရှိနေရလဲဆိုတော့သူကနေသူဆို1ဒါနဲ့ဆိုရင်2ဖြစ်သွားတာအဲ့တော့ဒီနေရာမှာတချို့ကဒီက1လို့စတွက်တယ်တွက်လို့မရဘူးပေါ့လေတချို့တို့ကလူတစ်ယောက်ရက်နေရလို့ပဲမျိုးလုံးထဲမှာမြင်လိုက်တမို့တော့လှေကားတွေတက်ဖို့မှာပေါ့လှေကားအထက်ဆင်းလုပ်တဲ့အခါမှာဆရက်ချင်းကို1လို့စမမှတ်ဘူးခြေတလန်းလှမ်းလိုက်တော့မှအဲ့ဒီဟာကို1လို့သတ်မှတ်တာနောက်တလန်းလှမ်းတော့မှ2လို့သတ်မှတ်တာဒီသဘောတရားပဲဒီအကွာအဝေးကိုဆရာမတို့ကကြည့်တဲ့အခါမှာဒီအကွာအဝေးကိုပြန်ပြီးတော့ယူလိုက်တာကိုဆရာမတို့ကပဂရိတန်ဖိုးယူတယ်လို့ပြောလို့ရအဲ့တော့ပဂရိတန်ဖိုးဆိုတာတုံညကနေပြီးတော့ကိန်းတစ်ခုထိရဲ့ဂျားတွေကတိုင်းတာတဲ့အကွာအဝေးကိုပြန်ယူရတာကိုပဂရိတန်ဖိုးလို့သတ်မှတ်တယ်ဒါဆိုရင်ဆရာမကနမူနာပြန်ပြောပြမယ် modulus of 5လို့ခြေက sorry negative 5ကြီးရေးလိုက်မိပြီ modulus of 5လို့သတ်မှတ်တယ်ဆိုရင်သူ့ရဲ့ answer ကဘယ်လောက်ရလာပါလဲဒါဆိုရင်သူကပြောထားတဲ့အတိုင်းပဲ0ဆိုတဲ့အမှတ်ကနေပြီးတော့ကိန်းတစ်ခုတချို့ကဒီမှာ modulus of 5ဆိုတော့ဒီအထိပေါ့အဲ့ဒီအထိအကွာအဝေးဒီ1 2 3 4 5ဒါဆိုရင်ကျတို့ရဲ့ answer က5ပဲရမှာဒါဆိုအဲ့လိုမဟုတ်ဘူးဆရာမဒီကကျတို့က modulus of -3 လို့ဒီချက်ကပြောလိုက်တယ်ဒါဆို answer ကဘာထွက်မလဲ0ဆိုတဲ့အမှတ်ကနေပြီးတော့-3ဆိုတဲ့အမှတ်အထိကိုဂျားတွေကအကွာအဝေးကိုကြည့်လိုက်1 2 3ဒါဆိုဆရာမတို့ကသူ့ရဲ့အကွာအဝေးက3ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့တန်ဖိုးက3ပဲရတယ်ဘလောက်ပဲသူကသူ negative မှာပဲရှိရှိ positive မှာပဲရှိရှယ်တို့ထွက်လာမယ့်အဖြစ်ဒီအကွာအဝေးကိုပဲတိုင်းတာတာဖြစ်တဲ့အတွက်ကြောင့်တနည်းအားဖြင့် distance ကိုပဲတိုင်းတာဖြစ်တဲ့ကြောင့်သူဒီ positive number နဲ့ပဲပြအပေါင်းကိန်းပြင်းနေပဲရှယ်တို့ကသူ့ကိုပြရမှာအကွာအဝေးကိုတိုင်းတာပဲဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ပဂရိတန်ဖိုးလေးကိုနားလည်သွားမယ်လို့ထင်ပါတယ်။ဒါဆိုရင်ပဂရိတန်ဖိုးကိုတိုင်းတာဖို့အတွက်ဆိုရင်ဒီမှာဆိုရင်ဒီရှယ်ခုနကပြောတဲ့ modulus ဆိုတော့ -5 ပေါ့နော်။အဲ့တော့0ကနေ-5ကိုသွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်ကဘာပဲရလာပါလဲ။သူ့ရဲ့ပဂရိတန်ဖိုးက5ပဲရ။ဒါဆိုရင်4ဆိုရင်လည်း4ပဲရမှာပဲ။ negative 8လို့ပြောတာဖြစ်တဲ့ကြောင့်ကျွန်တော်ကဒီမှာ8ပဲထွက်မယ်။ negative 1ဆိုရင်လည်း1ပဲရ။ဒါဒီဆရာမတို့က absolute value ဖြစ်တဲ့ပဂတိတန်ဖိုးတွေကိုရှာလိုက်တာဖြစ်တယ်ပေါ့နော်။အဲ့တော့ပဂတိတန်ဖိုးဒီအမြဲတမ်းဒီရှယ်တို့က3ညသို့မဟုတ်ရှယ်တို့ကဘာဖြစ်နေရမှာလဲဆိုအပေါင်းနဲ့သာအဖြေထွက်ပါတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့3ညဒီနေရာမှာ positive answer နဲ့ပဲရှယ်တို့ကသူ့ရဲ့အဖြေတွေကိုထုတ်လို့ရမယ်နောက်တစ်ခုကကြတော့ရှယ်တို့ကကိန်းပြည့်တွေကိုပေါင်းတာအဲ့တော့ရှယ်တို့အရှိမတင်သွားတာဒီကိန်းမြင်းနေရှိမယ်တဘာဝကိန်းအပြည့်ကိန်းအဲ့ဒီမှာ positive integer လား negative integer လားပေါ့နော်အဲ့ဒီ integer တွေကိုကျွန်တော်တင်သွားတယ်ကိန်းပြည့်တွေကိုတင်သွားတယ်ခုနကဒီချက်တင်ခဲ့တဲ့ပဂတိတန်ဖိုးကိုတင်သွားတယ်အဲ့တော့အခုကျတော့ကျွန်တော်ကကိန်းပြည့်တွေရဲ့ပေါင်းခြင်းအဲ့တော့ခုနကကျွန်တော်ပြောတဲ့ကိန်းပြည့်တွေမှာဘာတွေရှိလဲပေါ့ဒီနော်အဲ့တော့ဒီမှာဆိုရင်အပေါင်းကိန်းပြည့်နဲ့အနှုတ်ကိန်းပြည့်နှစ်ခုကိုကျွန်တော်ကအပေါင်းနဲ့အနှုတ်နဲ့ကိုဘာလုပ်မလဲဆိုရင် addition ပေါ့အော်ဒီမှာ i လေးကြံခဲ့တဲ့ addition ပါပေါ့နော်အဲ့တော့ addition of integer မှာဆိုလို့ရင်အပေါင်းများကိန်းပြည့်များပေါင်းခြင်းမှာအပေါင်းနဲ့နှုတ်နဲ့လို့ပြောတဲ့အခါမှာသူတို့ဒီလက္ခဏာမတူသူတို့ကိုဒီချေတို့ကနှုတ်မယ်ဆိုရင်အပေါင်းနဲ့နှုတ်နဲ့ဆိုရင်ဘာလုပ်ရမလဲဆိုရင်နှုတ်ရမယ်အဲ့တော့ဒီမှာဆိုရင်ကြီးတဲ့ကိန်းရဲ့လက္ခဏာကိုပဲရေးရမယ်အပေါင်းနဲ့နှုတ်နဲ့ကိုပေါင်းမယ်ဆိုရင်ချေတို့ကအပေါင်းနဲ့နှုတ်နဲ့ဆိုရင်နှုတ်ပေးလိုက်ပြီးသွားရင်အနှုတ်နဲ့ပေါင်းနေဆိုရင်လည်းချေတို့ကနှုတ်ပေးလိုက်သူလည်းအဲ့လိုပဲကြီးတဲ့ကိန်းရဲ့လက္ခဏာကိုပဲရေးရတယ်
အဲ့တော့ဘယ်လိုမျိုးကိုပြောချင်တာလဲဆိုတော့တချို့ကဒီနေရာမှာဥပမာနမူနာပြောရမယ်ဆိုရင်3 minus 4ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင် positive ကဒီမှာ3ဒါ minus 4လို့သတ်မှတ်မယ်ဒါဆိုရင်3နဲ့ minus 4နဲ့ကိုတချို့ကဘာလုပ်မလဲဆိုတော့တွက်ပြရမယ်ဒါဆိုရင် plus နဲ့ minus နဲ့ဆို minus ဆို3 minus 4ဆိုတော့ဘာလုပ်ပြရမလဲနှုတ်ပေးလိုက် number တစ်ခုရဲ့ရှေ့မှာဘာကိန်းမှာဘာလက္ခဏာမှမပါဘူးဆိုသူဒီ positive number လို့ပဲသတ်မှတ်တယ်အဲ့တော့ကျွန်တော်အပေါင်းနဲ့နှုတ်နဲ့ဆိုရင်နှုတ်လိုက်တဲ့အခါမှာဒီနေရာမှာ4ရဲ့က3ကိုနှုတ်တဲ့အခါမှာ1ပဲကျန်အဲ့တော့ကြီးတဲ့ကိန်းရဲ့လက္ခဏာကိုရေးလို့ပြောတာဖြစ်တယ်3နဲ့4နဲ့မှာဘယ်သူကကြီးရလဲ4ကကြီးတာ4ရဲ့ရှေ့မှာဘာရှိနေရလဲ negative ရှိနေတာဖြစ်တဲ့ကြောင့်သူ့ရဲ့ answer ဒီ negative 1တနည်းအားဖြင့် minus 1ထွက်သွားတဲ့အဖြေကအဲ့လိုမဟုတ်ဘဲနဲ့ဆရာမတို့ကဒီတစ်ခေါက်ကြောက်ဒီနေရာမှာminus 1 plus 8အဲ့လိုမျိုးလေးပြထားမယ်ဒါဆိုဒီရှယ်ကဘာလုပ်လိုက်တယ်ခိုင်းတာလဲဆို subtract လုပ်ခိုင်းတယ်တနည်းအားဖြင့်နှုတ်ခိုင်းလိုက်တာ minus 1 plus 8ဖြစ်တဲ့အတွက်ကြောင့်8ထဲကနေ1ကို subtract လုပ်တနည်းအားဖြင့်နှုတ်လိုက်တယ်နှုတ်လိုက်တဲ့အခါမှာ7ရတယ်ကြီးတဲ့ကိန်းရဲ့လက္ခဏာကိုရေးဆိုတော့8ပဲရှိအဲ့ဒီ8ရဲ့ရှေ့မှာဘာလေးလာလဲ positive ဖြစ်တဲ့အတွက်ကြောင့်အပေါင်းလေးကိုနှုတ်ဒါဆိုဆရာမတို့ကဒီမှာသူရတဲ့ကိန်းကြီး plus 7ဖြစ်သွားတယ်အဲ့လိုသဘောတရားနဲ့အခြေတို့ကတွက်ပေးရတယ်တချေပြီးနောက်တစ်ခုတချေထပ်ပြောလို့ရတာဘာလဲဆိုလို့ရှိရင်ဥပမာတချေတို့ကဒီနေရာ -3 plus 4 sorry plus 4ကခုနပြောပြီးသွားပြီ plus 10ပေါ့ဒါဆိုရင်10နဲ့ကနေ3ကိုဘာလုပ်မလဲ minus နဲ့ plus နဲ့ဆိုရင်နှုတ်လို့တချေကပြောထားပြီးသားဒါဆို10နဲ့က3ကိုနှုတ်လိုက်တဲ့အခါမှာ7ရတယ်အဲ့တော့ဒီမှာဆိုရင်ကျတို့ကြီးတဲ့ကိန်းရဲ့လက္ခဏာကိုရေးဆိုတဲ့အခါမှာကြီးတဲ့ကိန်းက10ကကြီးရဒါဆိုသူ့ရှိရလက္ခဏာက plus ဖြစ်တဲ့ကြောင့် plus 7လို့ကျတို့ကယူလိုက်ရတယ်အဲ့တော့သူ့ရဲ့ answer က plus 7ဖြစ်သွားတာအဲ့လိုပုံစံမျိုးနဲ့ဒီကိန်းပညာရဲ့ပေါင်းခြင်းကိုသူ့ရဲ့ pattern ကတွားလို့ရတယ်နောက်တစ်ခုကကြောင့်ဒါကလက္ခဏာမတူတဲ့အခြေအနေမလို့ဒါဆိုရင် plus အပေါင်းနောက်တစ်ခုကကြတော့ဆရာမတို့က minus ရှယ်တို့က minus ဆိုရင်လည်းဘာလို့မလဲပေါင်းပလိုက် plus နဲ့ဆိုရင်လည်းပေါင်းပလိုက်အဲ့ဒါကဘလို့အခြေအနေကိုပြောတာလဲဆိုရင်တချို့ကဥပမာနမူနာလေးတစ်ခုပြောပြမယ်ဘာလဲလို့ပြောလို့ရှိရင်ဟောဒီမှာ plus 3 plus 5ဒါဆိုဒီချေတို့က plus နဲ့ဆိုဘာလို့မလဲပေါင်းမလိုက်3နဲ့5နဲ့ဆိုတော့8ဆိုတော့ချေတို့ရဲ့လက္ခဏာကလည်း plus ပဲဒါပေမဲ့အဲ့လိုကိန်းတွေကိုချေတို့ကဒီလိုရေးလို့ရသေးလားမရေးတော့ဘူးလေ3 plus 5ဆို8ရတယ်ဆိုပြီးတန်းရေးလိုက်ဒီချေတို့သိထားမှာလေကိန်းတစ်ခုရဲ့အရှိမဘာမှမရှိဘူးဘာ sign မှမပြနေဘူးဆိုသူဒီ positive number ပဲပြပြီးတော့ negative ဒီမှာဆိုရင် -4 နဲ့ -4နဲ့ပဲထား-4 ဆိုဘာလုပ်လိုက်လို့ရှယ်ပြောလဲပေါင်းလိုက်ရမှာ-4နဲ့ -4နဲ့ဆိုရင်ရှယ်တို့ကဘယ်လောက်ရမလဲ8ရမယ်ဒါပေမဲ့-ဖြစ်တဲ့ကြောင့်သူ့ရဲ့လက္ခဏာက sin ရ -sin ပဲထည့်ရမယ်ဒါကြောင့်-x ရတယ်လို့ရှယ်တို့ကသတ်မှတ်အဲ့တော့ဒီရှယ်နမူနာလေးတစ်ခုထားပြီးတွေ့ပြမယ်ဒီနေရာမှာဆရာမက3ဒီနေရာမှာကိန်းတစ်ခုရဲ့ရှေ့မှာဘာမှမရှိဘူး plus လို့ပဲသိထားရမယ်ဒီမှာ3ဒီမှာ-5ဒါဆိုရင်ဒီပု္ပ္ပစာကိုတစ်ချက်ပြီးဒီမှာတွက်ပြပေးမယ်ဒီမှာကိုကြောက်ဒီချက်က -4နဲ့ဒီနေရာကိုကြောက်ကျတို့က +5လို့ဒီချက်ကထားလိုက်တယ်ဒါကိုကြောတော့ +3ဒါကိုကြောတော့ +1ဒါကိုကြောတော့ဒီချက်က-5နဲ့ဒါကိုကြောတော့ -3နဲ့ပဲထားလိုက်ဒါဆိုရင်ဒီဘက်ကပု္ပ္ပစာကိုတွက်ပြမယ်ဒီအပေါ်ဆုံးကပေါင်းတဲ့အနှုတ်နဲ့ဆိုရင်ဘယ်လိုသွားမလဲ3 - 5အဲ့တော့3 - 5လို့ပြောတဲ့အခါမှာ3 - 5ဖြစ်တဲ့ကြောင့်5ထဲက3ကိုနှုတ်တဲ့အခါမှာ2ရတယ်ဒါဆိုရင်ကြီးတဲ့လက္ခဏာရဲ့ sign ကိုပဲရေးဆိုတဲ့အတွက်ကြောင့်ကျတော့5ရဲ့ရှေ့မှာ minus ဖြစ်တဲ့ကြောင့် -2ရတယ်အဲ့လိုနည်းနဲ့လည်းတွက်လို့ရတယ်တခါတလေမှာ3 plus -5 plus နဲ့ minus နဲ့ဆိုရင်ကျတို့က minus ပဲပြန်ရေးရမယ်အဲ့တော့3 plus minus ဆိုတော့ -5အဲ့တော့ကျတို့ဘယ်အခြေအနေကိုပြန်ရောက်သွားရှေ့ရအခြေအနေပဲပြန်ရောက်သွားတယ်အဲ့လိုပဲ3တဲ့က5ကိုနှုတ်တော့2ရတယ်ကြီးတဲ့ကိန်းရဲ့လက္ခဏာကိုရေးဆိုတော့5ရဲ့ရှေ့က negative ဖြစ်တဲ့အတွက်ကြောင့် minus ကိုရေးလိုက်တော့ -2ပဲထွက်တယ်အဲ့တော့တချို့ကဒီလိုအခြေအနေနှစ်ခုလုံးမှာဒီအဖြေကတစ်ခုတည်းထွက်နေတာမျိုးတွေ့ရလိမ့်မယ်ဒါကတချို့က plus နဲ့ minus နဲ့ပုံစံတွေကိုပြောပြတာဒီတစ်ခေါက်ကျတော့တချို့က minus နဲ့ plus နဲ့အဲ့ဒါကကြောင့်ဟောဒီမှာ -4 + 5ဒါဆိုရင်ဒီချေတို့ကဘာလုပ်ရမှာလဲနှုတ်ပေးရမှာပဲ5ထဲက4ကိုနှုတ်လိုက်တဲ့အခါမှာ1ရကြီးတဲ့ကိန်းက5ဖြစ်တဲ့ကြောင့်5ရှိရလက္ခဏာကိုကြည့်ရော plus ဆိုတော့ plus ဒါကိုမရေးရင်တော့ရတယ်အဲ့ plus ဆိုတဲ့ပေါင်းလက္ခဏာလေးအဲ့လိုမှမဟုတ်ဘဲနဲ့ -4ဒါမှမဟုတ်ဘဲနဲ့ဆရာမတို့ကဒီနေရာမှာminus မပါတော့ဘူးဆိုတဲ့အတွက်ထားလိုက်ပါတော့ဒါကတော့ကျဒီလိုမျိုးရမှာပေါ့လीနော်
နောက်တစ်ခုကကြတော့နောက်ထပ်ကိန်းတစ်ခုကဘာလာမလဲဆိုရင်တော့ plus 3နဲ့ plus 1နဲ့အဲ့တော့ plus 3 plus 1လို့တခါကျတို့ကပေးနေတော့မှာမဟုတ်ဘူးပုံမှန်ဆိုရင်မေးခွန်းမှာ3 plus 1လို့ပေးလိုက်တာလည်းအတူတူပဲ3ရဲ့ရှေ့မှာဘာမှမရှိရင် plus sign ပဲရှိရဆိုတာသိရမယ် plus 3 plus 1ဆိုဘာလုပ်လိုက်မှာလဲပေါင်းပေးလိုက်3နဲ့1နဲ့ပေါင်းလိုက်တော့4ရလက္ခဏာ plus ပဲထည့်ရမှာဒါကကျတို့က sign တွေကိုမြည်စီတခါတည်းမြင်တာအောင်လုပ်ရ3 plus 1ဆိုတော့4ပဲရအဖြေကအတူတူပဲဒီဟာမျိုးကအဲ့လိုပဲသွားတာပေါ့နော်နောက်တစ်ခုကဒီနေရာမှာ negative 5နဲ့ negative 3နဲ့အဲ့လိုလေးပေးထားတယ်ဒါဆိုရင်ဆရာမခုနပြောတဲ့အခါမှာလက္ခဏာတွေကဒီနေရာမှာ negative ဖြစ်တဲ့ကြောင့်ဘာလို့မှလဲပေါင်းပေးလိုက်လို့ပဲရှင်းပြောတာ5နဲ့3နဲ့ add လုပ်လိုက်တဲ့အခါမှာ8ရတယ်ဒါဆိုရင် negative ဖြစ်တဲ့ကြောင့်ကျွန်တော် negative sign လေးပဲကျွန်တော်ပြန်ထည့်လိုက်တော့ -8 ထွက်တယ်အဲ့လိုမဟုတ်ဘဲနဲ့ -5 plus -3 addition ဖြစ်တဲ့ကြောင့်အမှန်တကယ်တော့အလယ်မှာအပေါင်းနေပါတယ်ဆရာမမြင်တောင်းလို့သူ့ကို short note အနေနဲ့မှတ်ထားဖြစ်တဲ့အတွက်ကြောင့်ကျန်တာတွေကိုထည့်မရေးတော့တာဒီအပေါင်းတွေပေါင်းလိုက်ရင်ဆိုတဲ့စကားကိုမပြောတော့တာပေါ့နော်အဲ့တော့ -5 ကို -3 နဲ့ရှင်းမယ်ဆိုရင် -5 plus နဲ့ minus နဲ့ဆို minus ဖြစ်သွားမယ် -3 ဖြစ်မယ်ဒါဆိုရင်ဆရာမတို့လိုချင်တဲ့အတိုင်းပဲ -5 နဲ့ -3 နဲ့ဖြစ်တဲ့ကြောင့်ပေါင်းမှာဆိုတော့8ရတယ်ဒါကြောင့်ဆရာမတို့ negative sign ကိုပဲပြန်ထည့်မှာဆိုတဲ့အတွက်ကြောင့် -8 ဒီလိုတွက်ရင်လည်းအဖြေကဒီလိုပဲဓမ္မလေးဒီလိုပဲဘာလို့လဲဆိုတော့ဆရာမတို့က addition of integer ဖြစ်တဲ့ကြောင့်ဒီပေးထားတဲ့ positive negative တွေကိုပေါင်းလိုက်မယ်ဆိုရင်လက္ခဏာမတူရင်နှုတ်လက္ခဏာမတူရင်နှုတ်လက္ခဏာတူရင်ပေါင်းလက္ခဏာတူရင်ပေါင်းဆိုတဲ့ပုံစံမျိုးနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီနော်ဒါကကြတော့ကိန်းပြများကိုပေါင်းခြင်းထဲမှာဒီ formula လေးနဲ့သွားရင်ဒီ pattern လေးနဲ့တို့ကအခုပေါင်းလက္ခဏာလေးတွေကိုဆက်သွားမှာပေါ့နော်ဆက်သွားတဲ့အခါမှာအခုကျတို့ခုနပြောခဲ့တယ် -7 plus 5ဆိုလို့ရှိရင်ဘာပြန်လုပ်မှာလဲကျတို့ကဒါဆိုရင်နှုတ်ပေးရမှာ subtract လုပ်ပေးရမယ်7နဲ့5ကိုနှုတ်တဲ့အခါမှာကျတို့က2ရလာပြီပေါ့နော်အဲ့တော့2ကကြီးတဲ့ကိန်းရဲ့လက္ခဏာကိုယူဖြစ်တဲ့အတွက်ကြောင့် -7 ဒီကြီးတာဖြစ်တော့သူ့ရှိရ minus ဖြစ်တဲ့အတွက်ကြောင့် answer က -2 ရမယ်ပေါ့လေနော်အဲ့တော့ဒီမှာလည်းအဲ့လိုပဲ5 - 7 -3 - 7 5 - 8ရဲ့3 plus 7နဲ့-4 plus -2ရဲ့ကျတို့က3 plus -7ရဲ့ဒါလေးတွေကိုတို့တွက်ကြည့်ရမယ်ပေါ့နော်အဲ့တော့ဒါလေးတွေကိုတွက်ပြီးတော့ဆရာမလည်းအဖြေလေးတွေတူတိုက်သွားလို့ရတယ်ခုနတစ်ချက်ပြောခဲ့တဲ့လက္ခဏာလေးကိုပြန်ပြီးတော့ recall လေးပြန်ခေါ်ကြည့်ရအောင်ပေါ့လေနော်အဲ့တော့ positive နဲ့ negative နဲ့ဆိုရင်လက္ခဏာ sign ကမတူတဲ့အခါမှာဘာလုပ်ပေးရမလဲနှုတ်ပေးရမယ် negative နဲ့ positive နဲ့ဆိုရင်လည်းအတူတူပဲအဲ့လိုပဲကျွန်တော်က positive ဆိုတော့လက္ခဏာတူရင်ဆရာမတို့ကဘာပြန်လုပ်ပေးရမလဲပေါင်းပေးရမယ်ဒါပေမဲ့ तू ကတော့ positive ဆိုရင် plus sign ပဲသွားမယ် negative ဆိုရင် negative sign ပဲသွားမယ်သူတို့နှစ်ခုကတော့လက္ခဏာမတူတဲ့အခါကျတော့ကြီးတဲ့ကိန်းရဲ့ကျတို့က sign ကိုကျတို့ကရေးပေးအောင်မယ်ပေါ့လေနော်အဲ့တော့ဒီပုံစံတိုင်းတော့ဖြစ်တဲ့အကြောင်းလက္ခဏာက positive negative ဆိုတော့မတူဘူးဒါကြောင့်ဆရာမတို့ subtract လုပ်ပြီးတဲ့အခါမှာကျတို့ရလာမယ့် answer ကဒီနေရာမှာ2ရလာမယ်ဒါဆိုရင်ကြီးတဲ့ကိန်းရဲ့လက္ခဏာဖြစ်တဲ့အကြောင်း7ရဲ့လက္ခဏာသည် minus ဖြစ်တဲ့ကြောင့် -2 ရသွားတယ်ဒီမှာလေကျတို့ကကိန်းတစ်ခုရဲ့ရှေ့မှာဘာမှမရှိရင် plus sign ဖြစ်တယ်အဲ့ဒါကကိုယ့်ကိုသိရမယ်ဒါဆိုရင် plus နဲ့ minus နဲ့ဆိုတော့မတူတော့ subtract လုပ်ပေးမယ်7နဲ့5ကို subtract လုပ်တယ်နှုတ်လိုက်တဲ့အခါမှာ2ရသွားတယ်ကြီးတဲ့ကိန်းရဲ့လက္ခဏာဖြစ်တဲ့ကြောင့်7ရဲ့ရှေ့က minus ဆိုတော့ -2 ပဲရမယ်ဒီမှာဆိုရင်လည်း -3 -7 ဖြစ်တဲ့အတွက်ကြောင့်လက္ခဏာတူတယ်အဲ့အတွက်ကြောင့်ဆရာမတို့ကသူတို့နှစ်ခုကိုပေါင်းပြီးတော့7နဲ့3နဲ့ပေါင်းတဲ့အခါမှာ10ရတယ်လက္ခဏာတူတာဖြစ်တဲ့ကြောင့် negative ပြန်ရေးပေါ့ဒီမှာဆိုရင် subtract လုပ်ပေးရမယ်သူ့ရှေ့မှာဘာမှမရှိရင် plus ပဲ sign ကမတူတာဖြစ်တဲ့ကြောင့် subtract လုပ်နှုတ်တဲ့အခါမှာ3ရမယ်ဒါဆိုရင်ဆရာမတို့ကကြီးတဲ့ကိန်းရဲ့လက္ခဏာဆိုတဲ့အတွက်ကြောင့်အဲ့ရဲ့အရှိက negative ဖြစ်တဲ့အတွက်ကြောင့် -3 ကိုရေးမယ်ဒီမှာ number တစ်ခုရဲ့ရှေ့မှာဘာမှမရှိရင် plus ပဲဖြစ်တယ် +3 +7 ဆိုတဲ့အခါမှာ plus ကိုဖြစ်တဲ့အတွက်ကြောင့် add လုပ်ပေးမယ်တနည်းအားဖြင့်ပေါင်းပေးမယ်ဒါကြောင့်7နဲ့3နဲ့ဆိုတော့10ဖြစ်သွားတယ်ကျွန်တော်ကဒီ plus ကိုမရေးလဲရတယ်ပေါ့နော်ဒီမှာဆိုရင် -4 ပြီးသွားတဲ့အခါမှာကျတို့ကဒီ plus တဲ့ဒီ minus နဲ့ကိုကျတို့ကဒီမှာ multiply လာလုပ်တဲ့အခါမှာကျတို့ဒီမှာ minus ပဲပြန်ရတယ် plus နဲ့ minus နဲ့ဆို minus ပဲရတယ်ပြီးရင်2ရတယ်ဒါဆိုရင် -4 -2 ဆိုတဲ့အတွက်ကြောင့် sign တွေကအတူတူပဲကျတို့က negative တွေပဲဖြစ်တဲ့အတွက်ကြောင့်ဘာလုပ်ပေးမလဲဆိုတော့ပေါင်းပေးမယ်4နဲ့2နဲ့ဆိုတဲ့အခါကျတော့6ရတယ် negative ဖြစ်တဲ့ကြောင့် negative sign ပဲကျတို့ကပြန်ထည့်ပေးရတယ်ဒီမှာဆိုရင်လည်းအဲ့လိုပဲ3 minus နဲ့ plus နဲ့ဆိုရင် minus ဖြစ်မယ်ဒီမှာဒါဆိုရင်ကျတို့က7ရလာမယ်ဒီနေရာမှာ number တစ်ခုရဲ့ရှေ့မှာဘာမှမရှိရင် plus လို့ပြောတာဖြစ်တဲ့ကြောင့်သူဒီ plus နဲ့ minus နဲ့ဖြစ်တဲ့အတွက်ကြောင့် subtract လုပ်ပေးရမယ်တနည်းအားဖြင့်နှုတ်ပေးရမယ်7နဲ့3ကို subtract လုပ်တဲ့အခါမှာ5ရမယ် 4 ရမယ်
အဲ့တော့4ရမှာဖြစ်တဲ့အတွက်ကြောင့်သူဒီ bigger number ရဲ့ sign ကိုကြည့်ဆိုတဲ့အတွက်ကြောင့်7ရဲ့ sign ဒီ minus ဖြစ်တဲ့အတွက်ကြောင့် -4 ရသွားတယ်အဲ့တော့အဖြေလေးတွေကအဲ့လိုလေးကျွန်တော်တို့ကတွက်ရမှာပေါ့နော်ဒီမှာ -2 -10 10 6နဲ့ကျွန်တော်ကဒါ -4 လေးပေါ့နော်ဒီရေက typing နေပါဖြစ်သွားတယ်ဒီမှာ4လေးရေးရမှာအဲ့တော့ဒါလေးက7နဲ့က3ကို subtract လုပ်တဲ့အခါမှာ -4 ရမယ်နော်ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်ကတွက်ပြရမှာဒါဆိုရင်ဆရာမတို့ခုနပြောခဲ့တာဒီ integer ရဲ့ additional integer ရဲ့ pattern ကိုလည်းသိသွားပြီဆိုရင်ဒီနေရာမှာကိန်းပြည့်တွေကိုပေါင်းခြင်းကိုကိန်းပြည့်ပေါ်မှာဖော်ပြတာပေါ့နော်အဲ့ဒါကဘယ်လိုနည်းနဲ့ဖော်ပြကြမလဲပေါ့အဲ့တော့ကိန်းပြည့်နေပေါ်မှာပေါင်းတဲ့အခါမှာဆရာမတို့ကမေးခွန်းမှာဒီလိုလေးလာမှာပေါ့နော်4 plus minus 3 equal 1လို့ပေးထားတယ်ဒါကိုကိန်းပြည့်ပေါ်မှာဘယ်လိုဖော်ပြမလဲပေါ့ရှင်းတော့ဟောဒီမှာပထမအဆုံး the first number လေးဖြစ်တဲ့4လေးရှိတယ်အဲ့တော့အဲ့ဒီ4ရှိတဲ့အမှတ်ကိုယူလိုက်ရဟောဒီမှာဆရာမတို့က4 0ကနေ4အထိရှိတဲ့မြင်းလေးကိုကျွန်တော်ကအရင်ဆွဲလိုက်တယ်သူဒီအဲ့ဒါကို -3 ပေါင်းထည့်မှာ -3 ဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့က4ကနေနောက်ပြန်သွားမယ် negative ဆိုတဲ့ကဆရာမတို့ left side ကိုပြန်သွားရအောင်တနည်းအားဖြင့်လက်ဝဲဘက်ကိုပြန်သွားအောင်အဲ့တော့ကျွန်တော်ကဒီနေရာမှာဒါဒီ4ဖြစ်တယ်ဒါ4အတွက်ကိုပြောတာ -3 ထပ်ပေါင်းမှာဆိုတဲ့အတွက်ကြောင့်ဆရာမတို့က1 2 3 1 2 3တနည်းအားဖြင့်ဒီလိုသွားလိုက်တာပါ1 2 3ကိုပြန်သွားလိုက်တယ်အဲ့ဒါဒီဘာလဲဆိုရင် -3 ကိုထပ်ပေါင်းထည့်လိုက်တာအဲ့တော့ခြေတို့ကဒီနေရာမှာ positive 4ကနေ negative 3ကိုပြန်သွားတဲ့အခါဒီကြားထဲမှာဒီလောက်အကွာအဝေးလေးခြားသွားတယ်တွေ့လား0နဲ့1နဲ့ကြားထဲကအကွာအဝေးလေးဒါကြောင့်ဆရာမတို့အဲ့နေရာလေးမှာ different ဖြစ်နေရဒီဘယ်လောက်လဲဆိုတော့1ဖြစ်နေဒါကြောင့်ဆရာမတို့ရဲ့ answer က1ရတယ်လို့ပြောလို့ရတယ်ဆရာမပြန်ပြပေးမယ်နော်အဲ့တော့ဒီမှာဆိုရင်4လို့ပြောတာဖြစ်တဲ့ကြောင့်0ကနေ4လေးကိုကျွန်တော်တို့ကဟောဒီမှာမြားလေးဆွဲသွားတယ်သူဒီ4ဆိုတဲ့တန်ဖိုးအဲ့ဒါကို -3 ကို add လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီ4ဆိုတဲ့အမှတ်ကလေးကနေနောက်ထပ်1 2 3ဆိုပြီးတော့ -3 ဆိုနောက်ပြန်သွားမှာ negative ဆိုရင်ဆရာမတို့ပြောထားပြီးသားလေးเนาะတဖြည်းဖြည်းနဲ့နည်းနည်းဝါဖြစ်တဲ့ကြောင့် left side ကိုနောက်ပြန်သွားတဲ့အခါမှာ0နဲ့1နဲ့ကြားထဲမှာကျွန်တော်တို့ကဒီမှာ different ဒီ1ဖြစ်နေပြီဒါကြောင့်ဆရာမတို့အဲ့နေရာလေးဒီသူ့ရဲ့ different က1ဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ answer 1 calculate လုပ်မယ်ဆိုရင်လည်းဘယ်လိုလုပ်လို့ရလဲ4 plus and minus ဆိုတဲ့အခါမှာ minus 3 4ရဲ့က3ကို subtract လုပ်တော့1ဒီလိုမျိုး number line ပေါ်မှာဆွဲပြီးတော့တွက်ရင်လေ1ပဲရမယ် calculate လုပ်တဲ့အခါမှာတွက်ချက်လိုက်လို့ရတဲ့အခါလည်း1ပဲရမယ်အဲ့ဒီအဖြေနှစ်ခုကဘယ်လိုပဲဖြစ်ဖြစ်တူနေရမယ်ပေါ့လေနော်နောက်ထပ်မေးခွန်းလေးတစ်ခုကကြတော့ဆရာမတို့ဒီနေရာမှာ3 plus minus 5 equal minus 2 calculate လုပ်တာကိုနောက်မှပြောပြမယ်3ဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့က0ကနေ3ကိုအရင်ဆက်ဆွဲလိုက်တယ်ဆွဲလိုက်တဲ့အခါမှာကျတို့ရလာမယ့် answer လေးက3ဖြစ်သွားမယ်အဲ့ဒါကို -5 ကိုပေါင်းထည့်မှာ -5 ဖြစ်တဲ့ကြောင့်ဆရာမတို့ကသူ့ရဲ့ arrow ဒီဘယ်ကိုသွားမှာဆိုတော့ negative ဖြစ်တယ်ဆိုလို့ရှိရင် negative ဆိုရင်ကျတို့ကဘယ်ကိုပြန်သွားမလဲဆိုရင် left side ကိုပြန်သွားပြီးတော့ positive ဆိုလို့ရှိရင်တော့ right side ကိုသူ့ရဲ့ arrow ကဆက်သွားအောင်ဒါဆိုရင် -5 လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်3ကနေစပြီးတော့ကျတို့ကဒီနေရာမှာ1 2 3 4 5ဒီနေရာလေးအထိကျတို့ကဆက်ဆွဲပေးရမှာအဲ့တော့ဆရာမတို့ -5 ထပ်ပြီးတော့ပေါင်းထည့်မှာဖြစ်တဲ့အတွက်ကြောင့် -5 ကိုထပ်ဆွဲလိုက်တဲ့အခါမှာဆရာမတို့ဒီနေရာမှာ -5 -5 ကိုရေးလိုက်တယ်ဒါဆိုရင်သူ့ရဲ့ကြားထဲမှာကျတို့ positive 3ကို -5 ထပ်ပေါင်းထည့်လိုက်တဲ့အခါမှာသူ့ရဲ့ difference ဒီကျတို့ဟောဒီနေရာမှာ0 to -2 ကြားထဲမှာရှိတယ်ဒါကြောင့်ဆရာမတို့က0 -1ဒီနေရာမှာ -2 ဖြစ်တဲ့ကြောင့်သူ့ရဲ့ answer လေးကလည်း -2 ဖြစ်သွားတာဒီအကွာအဝေးလေးရပေါ့နော်ဒါဆိုရင်ဆရာမတို့က calculate လုပ်ကြည့်တဲ့အခါမှာ-2 ထွက်လာ3 plus -5 equal -2 မှန်လားမှားလားဆိုတာဆရာမတို့ကဘယ်လို check လုပ်လို့ရလဲဒါဆိုရင်3 plus နဲ့ minus နဲ့ဆိုရင် minus ဖြစ်မယ်-5 3 minus 5ဆိုရင်3ရဲ့ရှေ့မှာဘာမှမရှိဘူး plus လို့ပဲဒီရှေ့ပြောထားပြီးသားဒါဆိုရင် plus နဲ့ negative ဆိုရင်ခုနကကျွန်တော်သုံးခဲ့တဲ့ formula လေးရှိတယ်သူတို့ဒီ sign မတူတာဖြစ်တဲ့ကြောင့် subtract လို့တနည်းအားဖြင့်နှုတ်ရမယ်နှုတ်တဲ့အခါမှာ5ထဲက3ကို subtract လုပ်တော့2ရတယ်ကြီးတဲ့ကိန်းရဲ့လက္ခဏာကိုထည့်ဆိုတော့5ရဲ့ရှေ့ကလက္ခဏာဒီ minus ဖြစ်တဲ့ကြောင့် -2 ထည့်လိုက်တာအဲ့တော့ဆရာမတို့ဒီလိုမျိုး number line ပေါ်မှာဆွဲတဲ့မြင်းကိုတကယ်လည်း calculate လုပ်လိုက်လို့ရတဲ့ answer ကanswer same ဖြစ်တယ်တူနေတာကိုကျွန်တော်တွေ့ရလိမ့်မယ်
ဟုတ်ပြီနော်ဒါကျတို့ကကိန်းမြင့်တွေပေါ်မှာအဲ့ဒီကိန်းမြင့်တွေကိုကျတို့ကပေါ်ပြတာပေါ့နော်ကိန်းပြည့်တွေကိုပေါင်းပြီးတော့ကိန်းမြင့်ပေါ်မှာလာပြီးတော့ပေါ်ပြလိုက်တဲ့ပုံစံမျိုးပြောတာအဲ့တော့ဒါဆိုရင်ကိန်းပြည့်တွေကိုမြှောက်ချင်းဆိုတဲ့ဟာကိုဆက်သွားမှာပေါ့နော်ဒါကတော့ multiplication of integer ကိုပြောတာကိန်းပြည့်တွေကိုမြှောက်တဲ့အခါမှာဘယ်လိုမြှောက်မှာလဲခုနကကိန်းပြည့်တွေကိုပေါင်းခြင်းကိုဆရာမကတွက်ပြသွားတာအခုကျတော့ကိန်းပြည့်တွေကိုမြှောက်ချင်းနဲ့သွားမှာအဲ့တော့ဒီမှာကျတော့ plus နဲ့ minus နဲ့ပြီးရင် minus နဲ့ plus နဲ့လာအောင်မှာတနည်းအားဖြင့်ဆရာမမှတ်စရာနှစ်ခုပဲရှိတယ်လက္ခဏာမတူရင် negative နဲ့ပြမယ်လက္ခဏာတူတယ်ဆိုရင်တော့ positive နဲ့ပြမယ်ဆိုပြီးတော့ပြောလို့ရတယ်အဲ့တော့ဘလို့လက္ခဏာမတူရင် negative ဘလို့လက္ခဏာတူရင် positive လဲဆိုရင်ဥပမာဒီရှယ်ကဒီနေရာမှာ -3 into -5 plus 5လို့ရေးလိုက်မယ်ရှင်နော်လက္ခဏာမတူတဲ့ဟာကိုအရင်ပြောမယ်နာ-3 into +5လို့ရှယ်ကဒီလိုလေးရေးလိုက်တယ်ဒါမှဆိုလက္ခဏာမတူတဲ့ဟာနှစ်ခုကိုညှောက်တာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ကသူရလာမယ့်ဖြစ်ဒီ5 into 3ဆိုတဲ့အတွက်ကြောင့်15ရလာမယ်လက္ခဏာမတူရင် minus sign နဲ့ပြန်ထည့်ပါလို့ပြောတာတကယ်လို့လက္ခဏာတူတယ် -3 into -5 ဟောဒီမှာလက္ခဏာတူသွားပြီဒါဆိုရင်5 into 3ဆိုတဲ့အခါကျတော့3နဲ့5နဲ့ multiply လုပ်တဲ့အခါမှာဆရာမတို့မြှောက်လိုက်တဲ့အခါမှာ15ရတယ်ဒါဆိုရင်လက္ခဏာတူတာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့သူ့ကို positive အပေါင်းလက္ခဏာနဲ့ပဲပြတယ် negative ထည့်စရာမလိုတော့အဲ့ဒီနေရာမှာ3 into 5လို့ရေးရင်လေ15ပဲရအပေါင်းကင်းပြည့်ပဲရအဲ့လိုမှမဟုတ်ဘဲနဲ့ဆရာမကဒီမှာလက္ခဏာမတူတဲ့ပုံစံလေးတို့ထပ်ပြကြည့်-4 into -2ဒါမှမဟုတ် +2 ပြောင်းလိုက်မယ်-4 into +2ဆိုတဲ့အခါကျတော့တချို့တို့ကဟောဒီမှာ-4နဲ့ +2စီလက္ခဏာမတူတော့4 into 2ဆိုတဲ့အခါမှာ8ရလာတယ်လက္ခဏာမတူတဲ့အတွက်ကြောင့် negative sign ကိုပဲထည့်ပေးရတယ်သူကကြီးတာငယ်တာကိုကြည့်စရာမလိုဘူးဒီနေရာမှာ +4 into +2ဒါဆို +4 နဲ့ +2 နဲ့ကို multiply လုပ်တာဖြစ်တဲ့ကြောင့်4 2 4က8ဒါဆိုရင်ဆရာမတို့ရလာမယ့်ဖြေသည်လက္ခဏာတူရင်အပေါင်းပဲထည့်လိုက်အဲ့လိုမှမဟုတ်ဘဲနဲ့-4 into ကျတို့ကဒီနေရာမှာ-2ဒါဆို4 into 2က8 negative negative တူနေတာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့က negative sign လေးပဲ sorry positive sign လေးပဲပြန်ထည့်ပေးလိုက်ရုံပဲအဲ့တော့ဆရာမတို့မှတ်ရမှာဒီ sign တွေမတူရင်ကိန်းပြည့်များကိုမြှောက်ခြင်းမှာ multiplication of integer လို့ခေါ်တယ်အဲ့တော့ကိန်းပြည့်များကိုမြှောက်ခြင်းမှာကကျတို့ကလက္ခဏာမတူရင် negative sign ကိုပြန်ထည့်ရမယ်လက္ခဏာတူရင်တော့ positive sign အဲ့ဒီလက္ခဏာတူတဲ့မှာ plus sign ပဲတူတူ minus sign ပဲတူတူတူတဲ့ဟာဒီ positive နဲ့ပဲပြန်ပြပေးရမယ်အဲ့လိုပုံစံလေးနဲ့ကျတို့ကသွားရမှာပေါ့လीနော်အဲ့တော့ဒီမှာဆိုရင်ကျတို့က -7 into 5လက္ခဏာမတူရင်ဘာပဲထည့်ရမလဲ negative ပဲပြန်ထည့်ရမယ်7 into 5ကဘယ်လောက်ရလဲ35ဆိုတော့ -35 ဖြစ်မယ်ဒါဆိုရင်5 into 7ဆိုတော့လက္ခဏာတူနေတယ်5ရဲ့ရှေ့မှာလည်း plus ရှိတယ်7ရဲ့ရှေ့မှာလည်း plus ရှိတယ်ဆိုတော့သိထားအဲ့တော့အပေါင်းတွေရှိတာဖြစ်ကြောင့်5 into 7ဖြစ်တဲ့ကြောင့်35ပဲရမယ်ဒါဆို -3 နဲ့ -7လက္ခဏာတူနေတယ်တူရင်ဘာနဲ့ပဲပြမှာလဲpositive နဲ့ပဲတနည်းအားဖြင့်အပေါင်းနဲ့ပဲပြအောင်ဒါဆို3 into 7ဆိုတဲ့အတွက်ကြောင့်21တန်းရတယ်ဒါဆိုဆရာမတို့ဒီနေရာမှာ5 into 8ဆိုတော့အပေါင်းပေါင်းပဲဆိုတော့40ရမယ်3 into 7လည်းလွယ်လွယ်လေးပဲ21ပဲရမှာပဲဒါပေမဲ့-4 -2ဆိုတော့လက္ခဏာတူနေတယ်အပေါင်းနဲ့ပဲဖော်ပြရမယ်4 into 2ဆိုတော့8ရမယ်ဒါဆိုရင်ဆရာမတို့က3 - 7လက္ခဏာမတူတာကိုမြှောက်မယ်ဆိုရင်ဆရာမတို့ကဘာပဲပြန်ရမှာလဲ negative နဲ့ပဲပြန်ထွက်မယ်အဲ့တော့ -21ရတယ်အဲ့လိုပုံစံလေးနဲ့ကိန်းပြည့်များရဲ့မြှောက်ခြင်းကိုကျွန်တော်ကတွက်ချက်လို့ရတယ်ပေါ့လीနော်နောက်တစ်ခုကကိန်းပြည့်များဆိုင်ရာလုပ်ထုံးများပေါ့လीနော်အဲ့တော့ဒီမှာဆိုရင်ဆရာမတို့ဟိုးရင်တော့သင်ခဲ့ရတယ်ဖလှယ်ရဂုံတက်တီတို့ပေါ့နော်ဖက်ဆက်ရဂုံတက်တီတို့အဲ့ဒါတွေကိုသင်တာနဲ့အတူတူပဲဖလှယ်ရဂုံတက်တီကို commutative law လို့ခေါ်တယ်အဲ့ဒီမှာကျွန်တော်ကဘာတွေရှိတယ်လဲဆိုရင်အပေါင်းနဲ့အမြောက်နဲ့ရှိအပေါင်းနဲ့မြောက်နဲ့ဆိုတာဘာကိုပြောရလဲဆိုA နဲ့ B နဲ့ကိုပေါင်းနေရလာတဲ့အဖြစ်ဒီ B နဲ့ A နဲ့ကိုပေါင်းလို့ရတဲ့အဖြစ်နဲ့တူတူပဲလို့ပြောတယ်ဒီချက်ကနမူနာပြောရမယ်ဆို A ရဲ့တန်ဖိုးက2 B ရဲ့တန်ဖိုးကကြတော့ကျွန်တော်က4လို့ပြောလိုက်အဲ့တော့ဒီချက်ကဒီနေရာမှာ2နဲ့4နဲ့ကိုပေါင်းလိုက်တဲ့အခါမှာရလာတာက answer က6ရလာတယ်ဒါဆိုရင်4နဲ့2နဲ့ကိုပြန်ပေါင်းတဲ့အခါမှာလဲ6ရတယ်အဲ့တော့အဖြေကအတူတူပဲဒါကြောင့်ဆရာမတို့ဒီဖလှယ်ရဂုံတက်တီလို့ပြောတဲ့ commutative law မှာ A နဲ့ B နဲ့ကို
အပြန်အလှန်အရှင်းနောက်ပြောင်းပြီးတော့ပေါင်းလိုက်လို့ရှိရင်လည်းအဖြေတစ်ခုတည်းပဲပြန်ထွက်တယ်ဒါကြောင့်ဆရာမတို့ကအပေါင်းနဲ့ပြလို့လေရတယ်အပေါင်းဖလေရဂုံတက်တိဒီနည်းအားဖြင့်အမြောက်ဖလေရဂုံတက်တိမှာဆိုရင်ဘာတွေလာလဲဆိုတော့ A နဲ့ B နဲ့ကိုမြှောက်လို့ရလာတဲ့အဖြေနဲ့ B နဲ့ A နဲ့ကိုမြှောက်လို့ရလာတဲ့အဖြေအတူတူပဲတဲ့ဥပမာသမီးတို့သားတို့ပြန်ပြောရမယ်ဆိုရင်2 3လီဆိုရင်6လို့ရတယ်ဆိုရင်ဒီမှာ B တန်မိုးက3ဆိုရင်လည်း3 2 4က6ရတယ်အဲ့လိုပြန်ပြီးတော့ပြောင်းလိုက်တာနဲ့အတူတူပဲဒါကြောင့်ဆရာမတို့က answer တွေက same ဖြစ်တယ်အဲ့တော့အမြောက်ဖလေရပုံဂုံတက်တိနဲ့အပေါင်းဖလေရဂုံတက်တိဆိုပြီးတော့ commutative law မှာဖလေရဂုံတက်တိ2မျိုးရှိအပေါင်းနဲ့အမြောက်နဲ့ရှိတယ်နောက်တစ်ခုကကြတော့ဆရာမနောက်ထပ်ဂုံတက်တိတစ်ခုရှိတယ်ဖက်ဆက်ရဂုံတက်တိသူဒီ associative law လို့ခေါ်တယ်အဲ့ဒီမှာလည်းဘာရှိလဲဆိုအပေါင်းနဲ့အမြောက်နဲ့ရှိတယ်ဘာလဲဆိုရင်သူဒီဒီနေရာမှာကိန်းသုံးလုံးပေးထားတယ်ဆိုရင်တနည်းအားဖြင့်ကျွန်တော်တို့ကရှေ့ကိန်းနှစ်ခုကိုပေါင်းပြီးတော့ရလာတဲ့ဖြေကိုနောက်ကိန်းနဲ့ပြန်ပေါင်းတာနဲ့နောက်ကိန်းနှစ်ခုကိုပေါင်းပြီးတော့မှရှေ့ကိန်းနဲ့ပြန်ပေါင်းတာပဲဖြစ်ဖြစ်ဘလို့ပဲပေါင်းကျွန်တော်တို့ကရလာတဲ့ဖြေကအတူတူပဲဖြစ်ရမယ်နမူနာအနေနဲ့တစ်ချက်ထပ်ပြောမယ်ဒီနေရာမှာ A ရဲ့တန်ဖိုးသည်1 B ရဲ့တန်ဖိုးသည်3 C ရဲ့တန်ဖိုးသည်5ဖြစ်တယ်ပဲထားအောင်ဒါဆိုရင်ဆရာမတို့ကဒီနေရာမှာ A ရဲ့တန်ဖိုးက1ဆိုတဲ့အတွက်ကြောင့်1 plus B ရဲ့တန်ဖိုးက3 plus C ရဲ့တန်ဖိုးက5ဖြစ်တယ်ဆိုရင်ဆရာမတို့ကဒီနေရာမှာ1နဲ့3နဲ့ကို bracket ထဲဟာကိုအရင်ရှင်းရမှာဖြစ်တဲ့ကြောင့်1နဲ့3နဲ့ကိုပေါင်းလိုက်တဲ့အခါမှာ4နဲ့5နဲ့လာပေါင်းတဲ့အခါမှာကျွန်တော်တို့က9ရတယ်ဒါဆိုရင်ဒီဘက်ကပု္ပ္ပစာလေးကိုကျွန်တော်တို့တွက်ကြည့်မယ် B ရဲ့တန်ဖိုးက3ရမယ်ဒီထဲကဒီနေရာမှာ A ရဲ့တန်ဖိုးက1ရတယ် C ရဲ့တန်ဖိုးက5ရတယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီ3 plus 1နဲ့5နဲ့ပေါင်းတဲ့အခါမှာ6ရတယ်3နဲ့6နဲ့ပြန်ပေါင်းတဲ့အခါမှာ9ရတယ်ဒါဆိုဆရာမတို့ကဘလို့ပဲပေါင်းသူတို့ရဲ့အဖြေနှစ်ခုကအတူတူပဲဖြစ်နေအဲ့ဒါကိုကျွန်တော်တို့ကဖတ်ဆက်ရဂုံတက်တီအပေါင်းဖတ်ဆက်ရဂုံတက်တီလို့ပြောရဲ associative law လို့ခေါ်တယ်အမြောက်ဖတ်ဆက်ရဂုံတက်တီကြတော့အားလုံးကိုမြှောက်တာရှေ့ကိန်းနှစ်ခုကိုမြှောက်ပြီးတော့မှနောက်ကိန်းနဲ့ပဲမြှောက်နောက်ကိန်းနှစ်ခုကိုမြှောက်ပြီးတော့မှရှေ့ကိန်းနဲ့ပဲမြှောက်ဒါမှမဟုတ်ဘဲနဲ့ဆရာမအခုပြတယ်လို့မျိုးရှေ့ကိန်းနဲ့နောက်ကိန်းနဲ့ကိုမြှောက်ပြီးတော့အလဲရကိန်းနဲ့ပဲပြန်မြှောက်ကြိုက်တယ်လို့မြှောက်ချေတို့ကရတယ်အဲ့တော့ဘယ်လိုမျိုးတွက်လို့ရလဲဆိုခုနတစ်ချိန်ပြောသလိုပဲဒီနေရာမှာ A တန်မိုးက1 B တန်မိုးကတော့2 C တန်မိုးကိုတော့ဒီက2 3လို့ထားလိုက်ပြီပေါ့နော်အဲ့တော့ A တန်မိုးက1 B တန်မိုးက2 C ရဲ့တန်မိုးက3ဆိုရင်ကျတို့ကဒီမှာတွက်မယ်1 into 2က2ရမယ်2 into 3ဒါဆို2 into 3က6ရမယ်အဲ့တော့ဒီဘက်က B မှာလည်းအဲ့လိုတွက်မယ် B က2ရတယ် A ရဲ့ value က1 C ရဲ့ value ဒီ3ဖြစ်တယ်ဒါဆိုရင်2 into 1 into 3က3ဆိုတဲ့အတွက်ကြောင့်2 into 3က6ဖြစ်မယ်အဲ့တော့အဖြေကအတူတူပဲဒါကြောင့်ဆရာမတို့ကအပေါင်းဖက်ဆက်ရဂုံတက်တိနဲ့အမြောက်ဖက်ဆက်ရဂုံတက်တိဆိုပြီးနှစ်ခုထပ်ခွဲတယ်နောက်ဆုံးတစ်ခုကကြတော့ဒီရှယ်တို့ကဒီနေရာမှာဖြန့်ဝေရဂုံတက်တိလို့ခေါ်တယ်အဲ့ဒါကို distributive law လို့သုံးတယ်အဲ့တော့ကိန်းပြည့်များဆိုင်ရာလုပ်ထုံးလုပ်နည်းများရှယ်တို့ကအခုလို့ဆို3ခုသင်ရမှာပေါ့နော်ဖရရဂုံတက်တိရယ်ဖက်ဆက်ရဂုံတက်တိနဲ့ဖြန့်ဝေရဂုံတက်တိ commutative law associative law နဲ့ distributive law လို့သုံးတယ်ဖြန့်ဝေရဂုံတက်တိမှာကြတော့ဘာတွေပါလဲဆိုရင်သူကအပေါင်းနဲ့အမြောက်နဲ့တစ်ခုရှိရယ်နောက်တစ်ခုကကြတော့ဆရာမတို့ဒီနေရာမှာအနှုတ်နဲ့အမြောက်နဲ့ပေါ့လေနော်အဲ့တော့ negative နဲ့ multiplying နဲ့ပေါ့ဒီနေရာမှာဆရာမတို့ကဘာကိုပြောချင်တာလဲဆိုလို့ရှိရင် B နဲ့ C နဲ့ကိုပေါင်းပြီးတော့အဲ့ဒီတကွင်းလုံးကို A နဲ့လာမြောက်တာ A နဲ့ B နဲ့ကိုမြောက်တဲ့အခါမှာ A bracket A into B ဆိုပြီးတော့ရတယ်ပြီးရင်သူက plus လို့ပြောတာဖြစ်တဲ့ကြောင့်ဒီအလယ်က bracket နှစ်ခုရဲ့အလယ်မှာ plus ဖြစ်သွားတယ်ပြီးရင်အဲ့ဒီ A ကို C နဲ့လည်းလာမြောက်တယ်ဒါကြောင့် A into C ဖြစ်သွားတာနောက်တစ်ခုကကြတော့ဆရာမတို့က minus နဲ့ပြတာဘာလဲဆို A နဲ့ B နဲ့ကိုမြှောက်တဲ့အခါမှာ A into B ဆိုတဲ့ bracket တကွင်းရလာတယ်ဒီမှာပြီးရင်သူက negative နဲ့ပြတာဖြစ်တဲ့ကြောင့်ဟောဒီမှာ negative ကလေးကိုရေးလိုက်တယ်ပြီးရင် A နဲ့ C နဲ့ကိုလည်းမြှောက်တယ် A နဲ့ C နဲ့ကိုမြှောက်တဲ့အခါမှာ A into C ဆိုတဲ့တန်ဖိုးရလာတယ်ဒါကြောင့်ဆရာမတို့ကဒီနေရာမှာသူဒီမှာပေးထားတဲ့ကိန်းတွေအားလုံးကိုကျွန်တော်က bracket နှစ်ခုနဲ့ပြန်ပြီးတော့ဖြန့်ပြီးတော့ရေးပေးတဲ့ဟာမျိုးဆိုရင်ဖြန့်ဝေရဂုံတက်တီလို့ပြောတယ်သူဒီ bracket တစ်ခုကိုအပြင်မှာရှိတဲ့ကိန်းတစ်ခုနဲ့
ပြန်ပြီးတော့မြောက်ပြီးတော့ bracket နှစ်ခုပြန်ရအောင်လုပ်ပြီးတော့အလယ်မှာပေါင်းလေဆိုရင်ပေါင်းမယ်နှုတ်တယ်ဆိုရင်သူကနှုတ်ရမယ်ပေါ့နော်အဲ့လိုပုံသင်နည်းကိုပြောတော့သူကဘယ်ကနေထွက်လာလဲဆိုဥပမာကျတို့ကဒီချက်ခုနကပြောသလိုပဲ A တန်မို့က1 B တန်မို့က2 C တန်မို့က3ဖြစ်နေတယ်ဆိုရင်ဒီချက်တို့ကဒီနေရာမှာ A ရဲ့တန်မို့ဒီထားပါတော့ဒီအပေါ်ကကျတို့ဖြန့်ဝေရကုန်သက်တည်းကဒီဘောက bracket လေးကိုတစ်ချက်သုံးပြမယ်သုံးတဲ့အခါမှာ A ရဲ့တန်ဖိုးကကျတို့က1ဆိုတဲ့အတွက်ကြောင့် A into B plus C ကိုရှင်းတွက်ပြ A ရဲ့တန်ဖိုးက1 B ရဲ့တန်ဖိုးက2 C နဲ့ပေါင်းတဲ့အခါမှာကျတို့ C က3ပေါ့ဒါဆိုရင်တကယ်လို့ခုနကပြောခဲ့တယ် A ကို B နဲ့မြှောက်တယ်ဆိုတော့1ကို2နဲ့မြှောက်တယ်ပြီးရင် plus ဆိုတဲ့အတွက်ကြောင့် plus ကိုရေးတယ်ပြီးရင်1ကို3နဲ့ multiply လုပ်လိုက်တယ်1 into 2ဒီ2ရတယ်1 into 3က3ရတယ်အဲ့နှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာ5ရတယ်အဲ့လိုတွက်ရင်လည်းအတူတူပဲအဲ့လိုမတွက်ချင်မဲ့နဲ့ဒီလိုတွက်မယ် A က1 B ကကြတော့2အဲ့လိုပဲ A က1 B က3ဆိုတော့2 1 into 2ကလည်း2 1 into 3ကလည်း3ဆိုအဲ့နှစ်ခုပြန်ပေါင်းရင်လည်း5ပဲရတယ်ဘလို့ပဲတွက်ကျွန်တော်ရဲ့အဖြေက5ပဲထွက်တာမျိုးတွေ့ရတယ်ဒါကြောင့်ဆရာမတို့ကဖြန့်ဝေရဂုဏ်သက်တည်းက answer ဒီလိုပဲ equation မှာတူရတယ်ဒီမှာဆိုရင်လည်းအဲ့လိုပဲ A တန်မိုးကနေပြီးတော့ကျွန်တော်က A တန်မိုးဘလောက် B တန်မိုးဘလောက်နဲ့အစားသွင်းပြီးတော့တွက်သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီကိန်းပြများဆိုင်ရာလှုပ်ထုံးလုံနေတဲ့ပုံစံတွေကိုကျွန်တော်တွေ့ရမယ်ပေါ့နော်။ဒါကြောင့်ဖလှယ်ရဂုံတက်တိဖတ်ဆက်ရဂုံတက်တိဖြန့်ဝေရဂုံတက်တိဆိုပြီးတော့ဂုံတက်တိ၃မျိုးရှိတယ်။အဲ့တော့တစ်ချက်ခုပြောသွားတဲ့အကြောင်းအရာတွေထဲမှာဆိုရင်တမျိုးသားတို့ကိုဘာတွေပါနေမလဲဆိုလို့ရှိရင်ကျွန်တော်ကတဘာဝကိန်းနဲ့အပြည့်ကိန်းဆိုပြီးတော့ကိန်းပြည့်တွေကိုခြေကခွဲခဲ့တယ်။ဘာဝကိန်းက1ကစပြီးတော့အပြည့်ကိန်းတွေက0ကနေစတယ်။နောက်တစ်ခုကဒါကိုကိန်းမြင့်လို့ခေါ်တယ်။ကိန်းမြင့်မှာဆိုရင်0မှတ်ကနေပြီးတော့0ကသူ့ရဲ့ညာဘက်ကိုတနည်းအားဖြင့် right side ကိုသွားရင် positive integer တွေအပေါင်းကိန်းပြည့်တွေဖြစ်ပြီးတော့သူ့ရဲ့ left side ဖြစ်တဲ့ y ဘက်ကိုသွားမယ်ဆိုလို့ရှိရင်တော့ negative integer တွေဖြစ်တယ်။သူဒီတဖြည်းဖြည်းနဲ့လက်ရာဘက်ကနေလက်ဝဲဘက်တနည်းအားဖြင့် right ကနေပြီးတော့ left ကိုသွားမယ်ဆိုရင်တဖြည်းဖြည်းတန်ဖိုးတွေလဲလာတယ်အဲ့ဒီကနေ left ကနေ right ကိုသွားမယ်တနည်းအားဖြင့်လက်ဝဲဘက်ကနေလက်ရာဘက်ကိုသွားမယ်ဆိုရင်တော့တဖြည်းဖြည်းတန်ဖိုးတွေကများလာတာကိုတွေ့ရမှာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ကိန်းမြင့်နေဖြစ်တဲ့ integer အကြောင်းတွေကိုပြောခဲ့တယ်0ရဲ့ left side မှာရှိတဲ့ကိန်းတွေအကုန်လုံးဒီ negative integer တွေဖြစ်တယ်တနည်းအားဖြင့်0ထက်ငယ်တဲ့ကိန်းတွေဖြစ်တယ်0ရဲ့ right side မှာရှိတဲ့ကိန်းတွေအားလုံးဒီ positive integer လို့ပြောတယ်အပေါင်းကိန်းပြည့်တွေဖြစ်တယ်0ထက်ကြီးတဲ့ကိန်းတွေဖြစ်တယ်ဒါပေမဲ့0ကတော့ negative လည်းမဟုတ်ဘူး positive လည်းမဟုတ်ဘူးအပေါင်းကိန်းပြည့်လည်းမဟုတ်သလိုအနှုတ်ကိန်းပြည့်လည်းမဟုတ်ဘူး0ကအဲ့ဒါတွေတခုမှမဟုတ်ဘူးပေါ့သူတို့သားတို့သိထားမှာဒီကိန်းပြည့်များမှာဆရာမတို့ number line ပေါ်မှာပြတဲ့ကိန်းပြည့်တွေမှာဆိုရင်ကျွန်တော်တို့က decimal fraction တွေမပါဝင်ဒသမကိန်းတွေကျွန်တော်နောက်တစ်ခုကကြတော့အပိုင်းကိန်းတွေကိုဖော်ပြတာမျိုးမရှိဘူး integer တွေမှာကြတော့ကိန်းပြည့်ဖြစ်တဲ့အတွက်ကြောင့်ဒသမကိန်းလည်းမရှိဘူး fraction ဆိုတဲ့အပိုင်းကိန်းလည်းမရှိဘူးဒါကြောင့်တုံညတို့အနှုတ်ကိန်းတို့အပေါင်းကိန်းတို့အားလုံးပါဝင်တဲ့ကိန်းတွေကိုတော့ဆရာမတို့ကကိန်းပြည့်တွေလို့ခေါ်တယ်နောက်တစ်ခုကကြတော့လက်တွေ့ဘဝမှာဆရာမဘယ်နေရာတွေမှာဒီဟာတွေကိုအသုံးပြုရတယ်ဆိုတာလေးကိုပြောခဲ့တယ်နောက်တစ်ခုက absolute value လို့ပြောတဲ့ပကတိတန်ဖိုးသူ့ကိုတော့ဒါလေးကို modulus လို့ဖတ်တယ်သူရဲ့သင်္ကေတလေးကဒီလို6နဲ့6%နဲ့ရေးတယ်အဲ့ဒါကိုတော့ modulus လို့လည်းပြောတယ် absolute value လို့လည်းပြောတယ်ဒါဆိုရင်ဒါလေးကိုဘယ်လိုဖတ်လဲဆိုရင် modulus of h လို့ဖတ်ရတယ်ဒါကြောင့်ဆရာမတို့ x ရဲ့နေရာမှာကြိုက်တဲ့သင်္ကေတဘယ်ဟာမဆိုဖြစ်လာနိုင်တယ်တွက်လို့ရတယ်အဲ့တော့သူ့ကို number line ပေါ်မှာဘယ်လိုတွက်လို့ရလဲလို့မေးလို့ရှိရင် modulus of 2လို့ပြောလိုက်တဲ့အခါမှာဆရာမတို့0ဆိုတဲ့တုံညအမှတ်ကနေပြီးတော့ကျွန်တော် modulus of 2လို့ပြောတာပြ2ဆိုတဲ့အမှတ်ကလေးထီကိုကျွန်တော်ယူလိုက်တယ်အဲ့ဒီကြားထဲကအကွာအဝေးသည်2ရှိတာဖြစ်တဲ့ကြောင့် answer က2ဖြစ်သွားတယ်နောက်တစ်ခုဒီ modulus of -2 မှာ -2 မှာဆိုရင်0ဆိုတဲ့အမှတ်ကလေးကနေ -2 ရဲ့ကြားထဲကအကွာအဝေးကိုကျွန်တော်ကကြည့်လိုက်တဲ့အခါမှာဘယ်လောက်ဖြစ်သွားလဲဆိုတော့ဒီမှာလည်းအဲ့လိုပဲ1နဲ့2နဲ့ဆိုတဲ့အခါကျတော့ answer က2ဒါကြောင့်ဆရာမတို့ဒီပကတိတန်ဖိုးတွေကိုပြောချင်နေဆိုရင်တုံညကနေပြီးတော့ကျွန်တော်လိုချင်တဲ့ကိန်းမှတ်တစ်ခုထိကိုတိုင်းတာတဲ့အခါမှာကြားထဲကအကွာအဝေးကိုတိုင်းတာဖြစ်တဲ့အတွက်ကြောင့်သူဒီဘာရွေးရှိရမှာလဲဆိုအမြဲတမ်းအပေါင်းနဲ့ပဲပြမယ်သူ့ကို plus နဲ့ပဲကျွန်တော်ပြတယ်ဒါကြောင့် -5 ဆိုရင်လည်း5ပဲဖြစ်မယ် -+4 ဆိုရင်လည်းကျွန်တော်က4 modulus of -8 ဆိုလို့ရှိရင်လည်း8ပဲထွက်ပြီးတော့ -1 ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီမှာ1ပဲထွက်တာအဲ့ဒါကြောင့်ပကတိတန်ဖိုးဒီအမြဲတမ်းကျွန်တော်ကအပေါင်းနဲ့ပဲကျွန်တော်ကအဖြေထွက်မယ်ပေါ့နော်
အဲ့တော့ကိန်းပြည့်များပေါင်းခြင်းလို့ပြောတဲ့အခါမှာ integer တွေပေါင်းဖို့အတွက်ဆရာမဒီမှာ pattern လေးပေးတယ် plus နဲ့ minus နဲ့ကိုပေါင်းမယ်ဆိုရင်လည်းဘာလုပ်မလဲဆို तू ကနှုတ်ပေးလိုက်ရမှာလက္ခဏာမတူတဲ့အတွက်ကြောင့်နှုတ်ရမယ်ပေါ့နော်အဲ့တော့ကြာနှုတ်လို့ပဲတန်းရေးလိုက်တယ်ဒီမှာလည်းလို့ပဲလက္ခဏာမတူတဲ့အခါမှာနှုတ်ပေးရမယ်အဲ့လိုနှုတ်တဲ့အခါမှာကြီးတဲ့ကိန်းရဲ့လက္ခဏာကိုရေးပေးရမယ်ဘာလို့လဲဆိုတော့ဒီလက္ခဏာမတူတဲ့ဟာတွေကိုဆရာမတို့က mind positive နဲ့ negative နဲ့ကိုပေါင်းနေဆိုရင် sign မတူတဲ့အတွက်ကြောင့်နှုတ်ပေးရတယ်လို့သတ်မှတ်တာအဲ့အတွက်ကြောင့်ဆရာမနှုတ်လို့ပဲတန်းရေးလိုက်တယ်အဲ့ဒီအတွက်ကြောင့်ဆရာမတို့ဒီကြီးတဲ့ကိန်းရဲ့လက္ခဏာကိုရေး positive positive negative negative လို့ပြောတဲ့အခါမှာလက္ခဏာတွေတူတယ်ဆိုရင်ဘာလုပ်ရမလဲဆိုရင်ပြန်ပေါင်းပေးရတယ်ဒါပေမဲ့ဆရာမတို့တို့မှာပေးထားတဲ့လက္ခဏာတွေအတိုင်းပဲတူတဲ့လက္ခဏာကိုပဲပြန်ရေးပေးရတယ်ဒါခြေကခုနပြောပြီးသားအိုင်ဂျန်ခဲ့ရေပေါ့နော်အပေါင်းကိပြည့်များပေါင်းခြင်းကိုခြေကသူ့ရဲ့ pattern လေးကိုပြောသွားတာဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဒီမှာခြေကပု္ပ္ပစာလေးကိုပြောသွားခဲ့ရေပေါ့နော်နောက်တစ်ခုကကိန်းမြင့်များပေါင်းတာကိုကိန်းမြင့်ပေါ်မှာဘယ်လိုဖော်ပြလဲ4ဖြစ်တဲ့အတွက်ကြောင့်0ကနေ4ဆိုတဲ့မြင်းချောင်းလေးကိုကျွန်တော်အရင်ဆွဲတယ်အဲ့ဒါကို -3 ထပ်ပေါင်းပါဒါပေမဲ့ကျွန်တော်ပေါင်းခြင်းနဲ့ထပ်ပေါင်းခြင်းနဲ့3ဒီ -3 ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ကမြားလေးဒီကျွန်တော်အရှိကိုဆက်သွားမှာမဟုတ်ဘဲနဲ့နောက်ကိုပြန်ဆုပ်ရမယ်3ခုပြန်ဆုပ်ရမယ်ပေါ့နော် left side ကိုပြန်ရွှေ့ပါဖြစ်တဲ့အတွက်ကြောင့်1 2 3ဆိုပြီး3ခုပြန်ဆုပ်တော့ -3ဒါဆိုရင်0နဲ့ဒီနဲ့1နဲ့ကြားမှာ difference က1ဖြစ်နေတာဖြစ်တဲ့ကြောင့်သူ့ရဲ့ answer က1ရတယ် calculate လုပ်မယ်ဆိုရင်လည်း sign မတူတာဖြစ်တဲ့ကြောင့်ဆရာမတို့ကဒီနေရာမှာ subtract လုပ်တယ်နှုတ်လို့ရလာတဲ့ဟာ1ဒီ size ကြီးတဲ့ကိန်းရဲ့လက္ခဏာကိုရေးဆိုတော့ကြီးတဲ့ကိန်းက4ဖြစ်တဲ့ကြောင့်4ရဲ့လက္ခဏာဒီ plus ဖြစ်တဲ့ကြောင့်ဒါပဲရေးလိုက်တာနောက်တစ်ခုကကြတော့လေဒီမှာအဲ့လိုပဲ3ဆိုတဲ့အတွက်ကြောင့်0ကနေ3ကိုသွားတယ် negative 5လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ကသူဒီ left side ကိုပဲပြန်လာမယ်လက်ဝဲဘက်ကိုပဲပြန်လာမှာဖြစ်တဲ့ကြောင့်သူ့ရဲ့အကွာအဝေးဒီကျတို့က5 tie jump လုပ်မှာပါဒီမှာဆို1 2 3 4 5ဆိုပြီးတော့ခုံလိုက်မယ်ဒါဆိုဆရာမတို့ရလာတဲ့ဟာဒီ negative 5ဖြစ်ပြီအဲ့ဒီဂျားတဲ့က positive 3နဲ့ negative 5ဂျားတဲ့ကကွာဝေး different ဒီဘယ်လောက်ဖြစ်နေရလဲကျတို့ဒီနေရာမှာ2ဖြစ်နေတာဖြစ်တဲ့ကြောင့်သူဒီ0ပြီးတော့ -1 -2ဆိုတဲ့အခါမှာ answer က -2လို့ကျတို့ကဒါလေးကိုရေးပေးလိုက်ရတယ်ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ဆရာမတို့ကဒီနေရာမှာကိန်းပြည့်များမြောက်ခြင်းလို့ပြောတဲ့အခါမှာမှတ်စရာနှစ်ခုပဲရှိတယ်လက္ခဏာမတူရင်တော့ minus ကိုပဲပြန်ထည့်ပြီးတော့လက္ခဏာတူရင်တော့ positive ဆိုတဲ့အပေါင်းနဲ့ပဲပြန်ပြပေးရမယ်ဒါကကျတော့ multiplication or integer လည်းအတူတူပဲကျတော့ division or integer မှာလည်းအတူတူပဲကိန်းပြည့်များမြောက်ခြင်းနဲ့ကိန်းပြည့်များစားခြင်းမှာဒီပုံစံကအတူတူပဲသွားတယ်ပေါ့လေဒါပေမဲ့အစားနဲ့ပတ်သက်ပြီးတော့ဒီသင်ခန်းစာမှာမပါတာဖြစ်တဲ့ကြောင့်ကျွန်တော်တိကျမထည့်တော့တာပေါ့နော်အဲ့တော့ဒါကိန်းပြများမြောက်ခြင်းမှာဒီပုံစံနဲ့ ratio တို့ကတွက်ရမယ်အဲ့ဒါမြောက်တာနဲ့ပတ်သက်ပြီးတော့လေလက္ခဏာမတူရင် negative sign ပဲပြန်ထည့်လက္ခဏာတူရဲဆိုရင်တော့ positive sign ပဲပြန်ပြဆိုပြီးတော့ဒါလေးတွေကိုတွက်ပြခဲ့တယ်နောက်ဆုံးတစ်ခုအနေနဲ့ကိန်းပြများဆိုင်ရာလို့ထုံးလုံးလေးမှာ၃မျိုးသင်ခဲ့တယ်ဆရာမတို့ကဖက်ဆက်ရဂုံတက်တိနဲ့ဖလှယ်ရဂုံတက်တိရဲ့ဖြန့်ဝေရဂုံတက်တိရဲ့ဆိုပြီးတော့ commutative law ရဲ့ကျွန်တော်တို့က commutative law မှာဆိုရင်လေအပေါင်းဖလှယ်ရဂုံတက်တိနဲ့ကျွန်တော်တို့ကအမြောက်ဖလှယ်ရဂုံတက်တိဆိုပြီးနှစ်မျိုးသွားတယ်ရှေ့ကိန်းနဲ့နောက်ကိန်းနဲ့ကိုပေါင်းတာပဲဖြစ်မြောက်တာပဲဖြစ်ဖြစ်နောက်ကိန်းနဲ့ရှေ့ကိန်းကိုပြန်ပြီးတော့ပေါင်းတာနဲ့တူတူပဲမြောက်တာနဲ့လည်းတူတူပဲနောက်တစ်ခုက associative law ဆိုရဲဖက်ဆက်ရဂုံတက်တိကိုသွားခဲ့တယ်ဖက်ဆက်ရဂုံတက်တိမှာဆိုလို့ရှိရင်လည်းကိန်းတွေကိုဆရာမတို့ကအပေါင်းဖက်ဆက်ရဂုံတက်တိနဲ့အမြောက်ဖက်ဆက်ရဂုံတက်တိရှိရဲ့အဲ့တော့ရှေ့ကိန်းနှစ်ခုပေါင်းပြီးနောက်ကိန်းနဲ့ပေါင်းတာပဲဖြစ်ဖြစ်ရှေ့ကိန်းနှစ်ခုကိုနောက်ကိန်းနှစ်ခုကိုပေါင်းပြီးတော့ရှေ့ကိန်းနဲ့ပြန်ပေါင်းတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ရှေ့ကိန်းနဲ့နောက်ကိန်းနဲ့ပေါင်းပြီးတော့အလဲရကိန်းနဲ့ပြန်ပြီးတော့ပေါင်းတာပဲဖြစ်ညှောက်တာပဲဖြစ်ဒါကကျွန်တော်အဖြေကအတူတူပဲဆိုတော့သိရမယ်နော်နောက်တစ်ခုကကြတော့ distributive law လို့ခေါ်တယ်ဖြန့်ဝေရဂုဏ်သတ္တိသူ့မှာကြတော့ဆရာမတို့ကအပေါင်းဝနှုတ်ကိုပါတယ်ဘာလဲဆိုလို့ရှိရင် bracket တစ်ခုထဲမှာဒီပုံစံနဲ့ကျွန်တော်က bracket တစ်ခုကိုရှေ့ကိန်းနှစ်ခုကိုနောက်ကိန်းနှစ်ခုကိုပေါင်းပြီးတော့ရှေ့ကိန်းနဲ့ပြန်မြောက်တာဒီဆရာမတို့ကဒီ bracket ထဲကကိန်းတွေကိုပြင်မှာရှိတဲ့ a နဲ့ပြန်ပြီးတော့ multiply လုပ်ပြီးတော့မှ bracket နှစ်ခုရအောင်ပြန်ပြီးတော့ဖြန့်လိုက်တာဟောဒီနော်အဲ့လိုပုံစံနဲ့တွက်လို့ရှိရင်လည်းအဖြေတွေကအတူတူပဲဆိုတာကိုဒီမှာတွေ့ရတယ်ဒါကြောင့်ဆရာမကအခုသင်သွားတာဒီအခန်း1မှာပါတဲ့မှတ်သမှတ်ထိုက်တဲ့ note တွေအကုန်လုံးမှတ်ပြီးသွားပြီဆိုရင် unit 1တစ်ခုလုံးအခန်း1တစ်ခုလုံးဆရာမတို့ပုတ်စာတွက်တဲ့အောင်နောက်ဗီဒီယိုလေးမှာအခြေတွက်ပြပေးမယ်ကျွန်တော်ဒီ pattern လေးကိုမှတ်ထားပြီဆိုရင်ပုတ်စာလေးတွက်ရတာအရန်လွယ်သွားပြီနော်အဲ့လိုလွယ်သွားမှသာအခန်း1နဲ့ပတ်သက်တဲ့ပုတ်စာအလုံးကျွန်တော်ခြုံငုံပြီးတော့တွက်ဆနိုင်ပါ
အဲ့တော့ note တစ်ခုမှတ်လိုက်ပို့စာတစ်ပုဒ်တွက်လိုက် note တစ်ခုမှတ်လိုက်ပို့စာတစ်ပုဒ်တွက်လိုက်ဆိုရင်အဆင်ပြေမှာမဟုတ်ဘူးတို့တော့တကယ်လို့မှတ်ချင်နေဆိုရင်အခုတစ်ချက်ပြတဲ့ note ကလေးတွေအကုန်မှတ်ပြီးတော့မှအဲ့ note ကလေးကိုကင်ပြီးတော့မှပို့စာလေးတွက်တဲ့အခါမှာပို့ပြီးတော့လွယ်ကူသွားစေလိမ့်မယ်เนาะဒါဆိုရင်ဒီချက်ကနောက်ထပ်ဗီဒီယိုလေးမှာ unit 1အခန်း1ကိန်းပြည်နဲ့ပတ်သက်တဲ့ပို့စာတွေအားလုံးပြီးပါတော့တစ်ချက်တွက်ပြတဲ့ဗီဒီယိုဖိုင်တွေကိုတည်သက်တင်ပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်